သာသနာတော်ကြီးပြည့်နေတာလဲအားလုံးအသိပဲထူးပြောเสียမလို့တော့ဒါပေမဲ့မပြောပြန်ရင်လဲမပြီးပြန်ဘူးနော်ဦးဇင်းတို့ခံယူထားတာကတော့ရှေးကဆရာတော်ကြီးတွေသူတို့နိုင်သလောက်သူတို့တာဝန်ထမ်းဆောင်သွားကြတာလဲမှန်ဦးဇင်းတို့ခံယူချက်အနေနဲ့တော့သိလျက်မြင်လျက်နဲ့ရှေးတုန်းကသာသနာကိုမြတ်နိုးတဲ့ကန္နာယုံဆရာတော်ဘုရားကြီးတို့ခုသူတို့အသင်ဖွဲ့စည်းပုံထဲမှာရေးထားတဲ့စာကလေးတွေရှိပါတယ်ကန္နာယုံဆရာတော်ဘုရားကြီးတို့ရဲ့အဆုံးအမစာတွေရှေးကဆရာတော်ဘုရားကြီးတွေသာသနာပေါ်မြတ်နိုးကြတဲ့လေဒီဆရာတော်ဘုရားကြီးတို့အစရှိတဲ့သာသနာကိုမြတ်နိုးသောဆရာတော်ကြီးများကတော့လမ်းမှန်ကမ်းမှန်ကိုဘသူကမှထောက်ညာခြင်းမပြုဘဲနဲ့အမှန်တရားကိုရဲရင်ဖော်ထုတ်ပြီးတော့လမ်းညွန်ပြသသွားခဲ့တာတွေလည်းရှိပါတယ်အဲ့တော့ဦးဇင်းကိုယ်တိုင်ကလည်းပျက်စီးနေတာမြင်ရက်နဲ့မပြောရင်မပြောတဲ့လူတာဝန်မကျေဘူးပျက်စီးနေမှန်းသိရက်နဲ့မပြုပြင်ရင်မပြုပြင်တဲ့လူတာဝန်မကျေဘူးလို့ဒီလိုခံယူမိတယ်အဲ့တော့သာသနာရဲ့အသီးပွင့်ကိုသုံးဆောင်နေရင်သာသနာအပေါ်မှာတာဝန်ရှိရမယ်အဲ့တော့ဒီနေ့ယဟန်သံဃာများအားလုံးကိုလည်းဦးဇင်းတို့တောင်းပန်ခြင်းတယ်ငါတို့စားနေတာဟာတရားဓမ္မတွေလှူဒန်းထားတဲ့ဆွမ်းဆိုတာမမေ့ပါနဲ့ဒီနေ့ကိုထမင်းရှင်ဘယ်သူလဲဆိုတာကိုမေ့ကုန်ကြလို့နော်ကိုထမင်းရှင်ကိုစော်ကားတဲ့အမှုတွေပြုနေကြတာပေါ့အမတန်ရိုင်းဆိုင်သောအမတန်ကြမ်းတမ်းသောအမတန်ယုတ်မာသောအမတန်ရက်ဆက်သောအပြုအမူတွေကိုမြန်မာနိုင်ငံမှာတွေ့နေရတာသည်ကျေးဇူးရှင်ပြောင်းနေတယ်။ဘာဖြစ်နေလဲ။အဲ့တော့ငါတို့ထမင်းကြွေးထားတာဘာလို့လဲအဲ့ဒါမမေ့ဖို့လိုတယ်။အဲ့တော့ယဟန်သံဃာများကိုဆွန်းကြွေးနေတာဘာလို့လဲ။ဝတ်ထားတဲ့သင်္ကန်းကဘာလို့လူထားတာလဲ။နေနေတဲ့ကြောင်းကရောကိုယ်အိမ်မှာသာအဲကွန်မတက်နိုင်ရင်မတက်မယ်ကျောင်းကသံဃာအတွက်တော့အဲကွန်တက်ပေးထားပါတယ်ဟမ်ဒီလောက်ပြည့်စုံအောင်ထောက်ပံ့ထားပါရဲ့နဲ့သာသနာအပေါ်မှာတာဝန်မချရင်ဒီပုဂ္ဂိုလ်တွေဟာဖရာသားတော်ပိသပါအောင်မလားအေးကိုဆွန်းတဲ့ကိုစားတဲ့ဆွန်းပေါ်တာဝန်ကြီးအောင်ကိုဝတ်တဲ့အဝတ်ပေါ်မှာတာဝန်ကြီးအောင်အားလုံးမှာတာဝန်ရှိပါတယ်နောက်လူတွေအားလုံးကိုလည်းသတိပေးခြင်းတာဆရာတကာအပြန်အလှန်ညီညွတ်အောင်ဆောင်ရွက်ကြမှာဖြစ်မယ်ယဟန်သံဃာများမှားယွင်းနေတာတွေ့ရင်ဖြောင်းပြပါပြည့်ပဲ့ပြင်ပေးပါဆွဲဆောင်ယူပါသံဃာတစ်ပါးရဖို့မလွယ်ပါဘူးဟင်သံဃာပေါင်းမှာဒီသံဃာအဝတ်ကလေးနဲ့နေနိုင်ဖို့ကိုမလွယ်ပါဘူးအဲ့တော့လူတို့ခံစားတဲ့စီးစိမ်မှန်သမျှကိုမစွန့်လွတ်နိုင်တောင်အောင့်အီးပြီးတော့နေကြရတယ်ဆိုတာလဲကိုချင်းစာကြဖို့ကောင်းတယ်ပေါ့လေဒါပေမဲ့လုံနေတဲ့အပြစ်တွေကိုခွင့်လွတ်ဖို့ပြောတာမဟုတ်ဘူးနော်ဆွဲဆောင်မှသိမ့်သွင်းမှအလွယ်ဆုံးနည်းကတော့လမ်းမှာမတော်မရောယဟန်သံဃာတပါးပါးကဝီနီးစည်းကမ်းနဲ့မညီညွတ်တာလုံနေရင်အားလုံးစုပြီးတော့သာအချိန်ချင်းထိုင်ကြော့လိုက်ကြပါနောက်ထပ်ဒီကိုတော့လမ်းမထွက်ရဲပါဘူးရှင်းလားအဲ့ဒါအရှင်းဆုံးပဲဘသူအပြစ်တင်ပြီးတော့လိုက်ပုတ်ခတ်မနေနဲ့တော့တို့အားလုံးတပြေးညီပြင်ညဖို့အချိန်တန်ပြီအဲ့တော့ဆရာတွေလည်းတာဝန်ကျေရမယ်တကားတွေလည်းတာဝန်ကျေရမယ်အဲ့တော့ဥစဉ်ထူထောင်ပေးခဲ့တဲ့အသင်းတွေတော်တော်များများမှမြို့နယ်အလိုက်ပေါ့လေဒီကောလင်းကတော့အခုမှတွေးကြတာဆိုတော့ဒါဇလန်းကမစနိုင်သေးဘူးပေါ့လေဟိုဦးဇင်းတို့အမြဲတွေးနေကြတဲ့မြို့နယ်တွေမှာကြတော့သာသနာအကျိုးဆောင်အသင်းလေးတွေဖွဲ့ပေးထားတယ်ဖွဲ့ပေးပြီးရင်အဲ့ဒီအသင်းကိုဘာလို့ခိုင်းတယ်လဲဦးဇင်းကတဆင်ချင်းတိုးပြီးတော့လှုပ်ခိုင်းပါတယ်အခုဖွဲ့စည်းထားတဲ့ထေရဝါဒယောဝသမဂ္ဂိအသင်းကြီးသည်သာသနာအကျိုးဆောင်အသင်းကြီးဖြစ်သည့်အားလျော်စွာသာသနာနဲ့သက်ဆိုင်တဲ့အကျိုးပြုလုပ်ငန်းတွေကိုမယမနာရွတ်ဆောင်နိုင်ဖို့လိုပါတယ်သွေးအေးသွားလို့မဖြစ်ဘူးနော်အဲ့တော့ဦးဇင်းကအခြေခံအဖြစ်ဘာလို့ပေးသလဲမေးရင်နော်အဖေဥပုံနေတိုင်းအသင်းသူအသင်းသား
တတ်နိုင်သမျှစုဝေးပြီးတော့ဥပုံနေပေါ့လေဥပုံနေတရက်လောက်ထားကြပါတော့ခရစ်ယာန်တွေဟာစနေတနင်္ဂနွေတိုင်းဘာလို့လဲဘုရားကျောင်းတက်ပါတယ်နော်ကလေးကနေစအကုန်လုံးသွားတယ်ဝတ္တရားသူတို့ဒါလုပ်ရမယ်ဆိုတာဒါတာဝန်တစ်ခု duty တစ်ခုလို့အမြဲတမ်းထားပြီးတော့သင်းအုပ်ဆရာကြီးအဆုံးအမကိုသွားပြီးခံယူကြတယ်မွတ်စလင်တွေတောက်ကြနေလုံနေတဲ့စီးပွားရေးအကုန်ပြစ်ပြီးတော့ဘယ်သွားတော့ဗလီတက်တယ်အလားရှင်မြတ်ထံမှာသွားပြီးအမိန့်ခံယူတယ်ဗုဒ္ဓဘာသာဝင်တွေဘယ်နေ့မှဘာလုပ်ကြတယ်ကစုံလာပြည့်နေ့အရက်တော့မယ်ပွဲကျင်းပါမယ်ဝါဆိုလာပြည့်ဝါဆိုဥမို့လို့ရှောက်လေပြီးတော့မူးမယ်ယူမယ်မေမျိုးလမ်းအဆင်းဆိုသေဘောအဲ့ဒီနေ့ဆေးရုံတွေရှင်းထားတယ်ကစုံလာပြည့်နေ့နာနီးရင်အထောင်အချုပ်ရှင်းထားတယ်ဆေးရုံရှင်းထားတယ်နာသမာကြီးဘုသိမှာပေါ့နော်သဘောပါသလားစဉ်းစားအဲ့တော့ကြံဘာလို့လဲကြံမတိုင်ခင်ကလေးဆေးရုံတွေကြိုရှင်းထားတယ်လာတော့မှတဲ့ဟိုကောင်တွေတောက်စားမူရစ်ပျော်ပါပြီးတော့ဟုတ်လားတော်ယုံတန်ယုံလူမမာတွေမြန်မြန်ပြန်ထားတဲ့အိမ်ကိုဘာလို့ဆိုဟိုသေနာကောင်တွေသေချင်းစိုးတွေရောက်တော့မှရှင်းလားအဲ့တော့ဗုဒ္ဓဘာသာဝင်တို့ရဲ့အမြဲတမ်းပြုအပ်တဲ့ဝတ္တရားဘာရှိတုံးမေးပွဲလုတ်ပြီးအရက်တော့တာပဲရှိတယ်ရှင်းလားမန္တလေးမြို့မှာဦးဇင်းတို့ရောက်ခါစမန္တလေးနဲ့ကောလင်းတော့နည်းနည်းဝေးပါတယ်နော်အတင်းပြောလိုက်အောင်မယ်ကောလင်းအတင်းကတော့ဟိုဘက်ကသာရောက်မှပြောမယ်နော်တောင်တလုံးချားနေတာဟုတ်အဲ့တော့မန္တလေးမြို့မှာရောက်တော့မြို့သစ်တည်တဲ့အခါဓမ္မယုံတွေအပြေးလွှားဆောက်ကြတယ်။ဩမန္တလေးကသာသနာကိုအတော်ကြီးညိုတဲ့မြို့ပဲလို့အစောကအထင်ကြီးတာ။အဲ့တော့ဟိုဓမ္မယုံလူဒီဓမ္မယုံလူပေါ့လေသူမင်္ဂလာလဲလူတာတဏ္ဍဝါဒနာပါတယ်။အဲ့တော့ဓမ္မယုံပြီးတာနဲ့ဒီလူကြီးတွေဘာလုပ်ကြသလဲလို့ဆိုတော့ဖျားပွဲလုပ်ပါတယ်။ဟမ်ရှင်းသလားအဲ့တော့ဖျားပွဲလို့နာမည်တတ်ထားတာကိုကသိအဓိပ္ပာယ်မရှိတော့ဘူးဗုဒ္ဓပူဇနိယပွဲအဲ့ဒီမှာဘယ်လိုပူဇော်သလဲမေးတော့ရှေးဥစွာဇက်ကိုအပြိုင်ဆိုင်ငားပါတယ်ဖိုးချစ်ရမှခွဲရန်ထဲ့မယ်တို့ဟမ်ဝင်းနောင်ရမှခွဲရန်ထဲ့မယ်တို့ဟမ်အဲ့ဒါဖျားပွဲလုပ်ကြမလို့တဲ့ဆိုတော့ဒီပွဲဟာဖျားကအားပေးထားတာလားစွန့်လွတ်ခိုင်းတာလားနစ္စဂီတဝါရိတဆိုတာအလကားပြောတာမဟုတ်ဘူးအကြီးဆုံးအာကုသို့မုတ်ဆိုးတစ်သက်တောင်ရတကွက်နော်မုတ်ဆိုးတစ်သက်လုံးတတ်တာဟာတောင်ရတကွက်မိရှို့တဲ့အာကုသို့မမိသေးဘူးတဲ့တောင်ရတကွက်ရှို့လိုက်ရင်လည်းအကောင်တွေသေးတာမှမဟုတ်ပဲနော်အဲ့ဒီတောင်ရတကွက်ကသပင်သေးတမနဲ့ဟမ်တောင်ရတကွက်ရှိုးတဲ့အာကုသို့အတွက်သပင်တဲ့တညကတာကြည်တာကပို့ပြီးတော့အာကုသို့များတယ်တဲ့ဟိုကွက်ရှိုးတာကအကောင်သေးတဲ့ပါဏာတိပါဒတစ်ခုတည်းညပွဲကြည့်နေတာကမင်းသားမင်းသမီးကိုကြိုက်တာထွက်လာရင်လောဘလူချမ်းကကြမ်းပြတော့ကောင်းမှဆိုမှမသိတော့တညာလုံးကတဲ့လူကလည်းခြေရင်လိမ့်ရင်နဲ့သူ့ဘောကိုကြိုက်အောင်နှစ်သက်အောင်ဆိုတော့ယာကပွားအောင်ကိုယ်တိုင်လည်းယာကပွားအောက်ကလူလည်းယာကပွားအောင်ကြိုးစားတယ်အောက်ကလည်းမလေးမင်းသားမကို့မြင်ပါစေတော့ချိုချင်းပြည့်ရတာနဲ့ဟမ်ရှင်းလားယာကမီးတွေလောင်နေတာဒါပွဲကြည့်ရုံဖြစ်သေးတာအပြင်ပန်းကိစ္စမပါသေးဘူးသိသလောက်ပြောရရင်ပြီးမယ်တောင်မထင်ဘူးဒါဆိုကိုလှုပ်လာတာတွေကိုသိတာပေါ့ရှင်းသလားကာလာသားတွေညိမ့်စင်နောက်ကသွားချောင်းရတာနဲ့အမိမသိအောင်ပွဲကင်းတွေကခိုးထွက်ကြတာနဲ့ချုပ်ချက်ကိုခတ်နေတာဒါတွေအကုန်ပြောလိုက်ရင်ဟမ်ယာကဒေါသမောဟတညလုံးလောက်တောက်လောင်ဒါဟုတ်လို့တောင်ရတကွက်အာကုသိုလ်ထက်ကိုသပင်တဲ့တမနဲ့အာကုသိုလ်ကပို့ပြီးတော့များပါတယ်တဲ့သတိထားအခုခင်ဗျားတို့အိမ်တိုင်းမှာဒေအိုးတည်ထားတယ်နော်ကိုရီးယားကအချိန်မှန်သွားပြီးတော့ဒေအိုးသွားတည်ကြတယ်မိတွေလောင်းနေတယ်အဲ့ဒီကကောင်းတဲ့အကျင့်တော့သူတို့နိုင်ငံဘာလို့တိုးတက်သလဲဘယ်စည်းကမ်းတွေကြောင့်တိုးတက်သလဲဘယ်အကျင့်တွေကြောင့်တိုးတက်သလဲနိုင်ငံတကာနဲ့ရှင်ကြည့်ရင်ဗမာပြည်ဟာသိရှက်စရာကောင်း
သူများမျိုးမှာတောမျိုးသွားတာတောင်လမ်းမှာအမိုက်မမြင်ရဘူးဟွန်းတီးစရာမလိုဘူးဆိုင်ကယ်ကဆိုင်ကယ်လမ်းသွားတယ်စပိန်ကစပိန်လမ်းသွားတယ်တို့နိုင်ငံပြောလို့တော့မရဘူးပေါ့လေဘာလို့ဆိုကောင်းတာရှာမောင်းကြရတာဟုတ်ဒါတွေပြောရင်ဒါတွေပါလာတော့နော်နိုင်ငံတကာနဲ့ပြန်ရှင်းကြည့်သူများနိုင်ငံသွားသိပ်ပြင်းစရာကောင်းတာအလုံးမလုံးကြဘူးသူတို့အလုံးလက်မဲ့တွေပေါ်တယ်တဲ့နည်းနည်းလမ်းကြောင်းလေးချော်သွားအောင်မယ်နော်ချော်လိုက်အောင်မယ်နည်းနည်းနော်ချော်ခွင့်ပြုပါနော်ဘာလို့ဆိုတော့ယင်ထဲမှာသိပ်ပြီးတော့စိတ်ထဲမှာမကောင်းတာတွေများနေတယ်အဲ့တော့သူများနိုင်ငံမှာအလုံးလက်မဲ့တွေများတယ်တဲ့များမှာဗောတို့လေ့လာကြည့်တယ်လမ်းတစ်လျှောက်လုံးမိုင်ပေါင်းဘလောက်များစွာမောင်းသွားလမ်းပြင်နေတာမတွေ့ရဘူးတို့နိုင်ငံတော့12ရာသီပြင်းနေတာဘယ်တော့မှလည်းမကောင်းဘူးရှင်းလားအဲ့တော့ဘယ်တော့မှအလုံးမပြတ်စေရဒီလိုကောင်းကွက်ကိုပြောတာဟမ်သဘောပါသလားကောင်းကျိုးလေးတွေရှိတယ်မြန်မာနိုင်ငံကမခွာနိုင်တာအဲ့ဒါလေးတွေပါတယ်ဥဒုမင်္ဂလာတို့နော်မနစ်ကသေတော့မလို့ဖြစ်နေတာသေကောင်ပေါင်းလည်းဖြစ်နေတာအဲ့ဒါမဖြစ်ဘူးသာသနာကအရေးကြီးတယ်သေခြင်းသေပါစေထပြေးကြဆိုအပြေးကောင်းတော့အခုတော်တော်ကျမ်းမာလာတယ်အဲ့ဒါလမ်းကပေးလိုက်တဲ့ဂျေဇုတွေနော်အဆိုးမြင်ဝါရီမဟုတ်ပါဘူးသူမင်္ဂလာတို့အကောင်းမြင်ပါတယ်နော်ဘလို့အကောင်းမြင်တယ်လဲဒီလမ်းတွေသည်နော်ဥဒုမင်္ဂလာကျမ်းမာရေးကိုအခုလို့ထူထူထောင်ထောင်ဖြစ်လာအောင်ဦးစင်းနဲ့အတူတူဆေးတော့မားတဲ့လူတွေသေးကုန်ပြီသူမင်္ဂလာတကောင်ပဲကြံတယ်နော်ဘာလို့ကြံတယ်လဲလို့မေးရင်ဒီလမ်းတွေမပြတ်သွားလာနေတဲ့အခါမှာလမ်းသည်အစာချေတဲ့ရင်ချောင်းတဲ့နော်အာယုံကြောများပွင့်လန်းစေတဲ့သူကဘယ်တော့မှငြိမ်မနေရတဲ့အတွက်အကျော်တွေလန်းဆန်းလာပြီးပွင့်လန်းပြီးအခုမသေးသေးဘူးခုချိန်ထိရှင်းလားသူကစက်ပြင်ဆရာများအားအတတ်ပညာကျွမ်းကျင်စေခြင်းရင်မောင်းများအားရင်မောင်းလန်းစဉ်ကျွမ်းကျင်စေခြင်းသူကဂုံဘုတ်တွေအပြည့်နဲ့ရှင်းသလားအဲ့ဒါလိုတွေကောင်းကွက်တွေရှိပါတယ်အဲ့တော့တို့နိုင်ငံမှာမြန်မာနိုင်ငံသားဖြစ်ရတာအမြတ်တစ်ခုပဲရှိတယ်အဲ့ဒါဘာလဲလို့မေးရင်သာသနာရှိနေတာတစ်ခုပဲရှိတယ်ကျန်တာအကုန်ရှုံးရှင်းလားအဲ့တော့ဒီအပိုင်းလေးမှခမည်းတော်မလုံနိုင်ဘူးဆိုရင်လူဖြစ်ကြိုးဒါပြောခြင်းကျင်းတတ်သလားကြိုက်တဲ့ပေတာနဲ့တိုင်းလိုက်မြန်မာနိုင်ငံမှာလူဖြစ်ရတာလူဖြစ်ရှုံးတယ်ဒါပေမဲ့မြတ်တာတစ်ခုပဲရှိတယ်ဘာလဲသို့တော့အခုအနေထားမှာဘုရားဆုံးမလိုက်နာတဲ့လူနဲ့မလိုက်နာတဲ့လူဘယ်ရင်ကများနေကျင်းရတယ်နော်ဒါဖြင့်ငါတို့လူပြည့်ရှုံးနေပြီဟုတ်ကလားနိုင်ငံတကာနဲ့ရှင်ကြည့်လောကီစည်းစိမ်လောကီခွင့်ရေးမှန်သမျှအကုန်ဆုံးရှုံးတယ်ဒီထဲမှာသာသနာရေးပါဆုံးရှုံးအောင်မယ်ဆိုရင်ကျုပ်တို့ထက်နစ်နာတဲ့လူအဲ့တော့အမြတ်ယူနိုင်တာဘာပဲရှိလဲကျင်းသလားအဲ့ဒါကြောင့်သူရကာတွေနဲ့ရှင်ကြည့်ပြီးတော့ကို့မှာတာဝန်တစ်ခုထားပြီးတော့ဥပုံနေတိုင်းဟုတ်ပြီနော်ပထမဦးဆုံးဖယားတွေသွားပြီးတော့ဒီအသင်းကြီးကစပြီးတန့်ရှင်းရေးလုပ်ပါရှင်းသလားစေတီပထိုးတွေမှာတန့်ရှင်းရေးလုပ်ပါအဖွဲ့စည်းလေးစနစ်တကျဖွဲ့စည်းစုစည်းပြီးတော့ညီညာပေါ့နော်ဒါလို့ဖယားတွေကိုဘာလို့တန့်ရှင်းခိုင်းတယ်လဲမေးရင်ဖယားရင်ပြင်ဆိုတာလွတ်လပ်တယ်အဲ့တော့ကိုယ့်အဖွဲ့အစည်းတွေကိုကြစ်လက်အောင်တိမ်မွေ့အောင်ယဉ်ကျေးအောင်အချင်းချင်းအပြန်အလှန်ပြုပြင်ကြပြီးတော့စီကံရှိတဲ့အဖွဲ့လေးတစ်ခုဖြစ်အောင်အပတ်စဉ်လေ့ကျင့်ပြီးတော့ဘုရားရင်ပြင်ပေါ်တန့်ရှင်းလို့ကိုယ့်အဖွဲ့လေးကြစ်လက်ခိုင်မာလာပြီစေတနာထက်သန်လာကြပြီနိုးကြလာပြီဆိုတော့မှအပတ်စဉ်အခုလို့စာသင်ကျောင်းတိုက်ကြီးတွေဘုန်းကြီးကျောင်းတွေသွားပြီးတော့တန့်ရှင်းလုပ်ပါရှင်းလားရှင်းပါပြီအားလုံးနော်အဲ့ဒါလို့တန်ရှင်းရေးလုံးအပတ်စဉ်ဘုန်းကြီးကျောင်းတွေတန်ရှင်းရေးလုပ်ပြီးဆိုတဲ့အချိန်ကစပြီးတော့မှကျောင်းတိုက်တော်တွင်းကသံဃာတော်တပါးပါးထံမှာခွင့်ပန်ပြီးတော့အပတ်စဉ်ဩဝါဒခံယူပါရှင်းသလားအဲ့တော့သံဃာတော်များဘက်ကလည်းစင်ကြီးလဲလာတတ်တာရှိပါတယ်ကောလင်းမျိုးကတော့ပညာတတ်တွေပြောတဲ့ပေါ်တဲ့အတွက်ဒီစင်ကြီးလာမယ်မထင်ပါဘူးအဲ့တော့လာခဲ့ရင်လည်းကြိုတင်ပြီးတခါတည်းပြောပြီးသားဖြစ်အောင်ပြောခဲ့ပါမယ်
မင်းလိုမှငါတို့မဟောတတ်ပဲကွာလို့ပြောလာမဲ့စင်ကြီးရှိရင်တရားဓမ္မတွေကဓမ္မပဒစာအုပ်ကိုယူသွားပါနော်ယူသွားပြီးတော့ရှေ့အရှင်ဘုရားကိုယ်တိုင်ဖတ်ပြပါဘုရားတန်ဃာတစ်ပါးကဖတ်ပြတာကိုရိုသေစွာနာယူခြင်းလို့ပါလို့ရှောက်ကြ gain ဟမ်ခရစ်ယာန်ကျောင်းတွေတို့သွားလဲဒီတိုင်းပဲသင်းအုပ်ဆရာပါပြောတော့ခန်းကြီးဘလောက်ခန်းငယ်ဘလောက်ပိုက်ရီဘလောက်ကစာကျောင်းရီဘလောက်မှာဘုရားကြီးခင်ကဘာပြောထားတယ်အာမင်ပြီးပြီဟမ်ခုလုံးလို့ရလားမရဘူးလားအဲ့တော့မဖြစ်အောင်အပတ်စဉ်ဘုရားရှင်ရဲ့ဩဝါဒအဆုံးအမတခုံးကိုကြားနာနိုင်အောင်ကြိုးစားမယ်အဲ့ဒီကနေအဆင့်မြင့်ပြီးသွားရင်မလုပ်ကြမလဲအပတ်စဉ်ဥပုသ်ဆောင်ကြမယ်ရှင်းလားအပတ်စဉ်ဥပုသ်နေတိုင်းဥပုသ်ဆောင်မယ်တရားနာမယ်အဲ့ဒီထက်အဆင့်မြင့်လာရင်ဒါတစ်စင်းချင်းလောက်ရမှာနော်အခုဦးဇင်းတို့ဖွဲ့စည်းပေးခဲ့တဲ့ပသိမ်တို့ပြည်တို့ဆိုရင်အခုဘယ်အဆင့်ရောက်နေပြီလဲဆိုနေ့စဉ်တရားထိုင်တဲ့အဆင့်ကိုရောက်လာပြီလူငယ်တွေစုဝေးပြီးတော့ည9 နာရီတိုင်းတရားထိုင်နေဥပုသ်နေ့မှာဥပုသ်ခံယူစောင့်တည်ကြပြီးတော့တနေ့ကုန်တရားနာကြတယ်တရားအားထုတ်ကြတယ်ရှင်းလားအဲ့တော့ဗုဒ္ဓဘာသာဝင်တွေအတွက်အမြတ်ကဒါပဲရှိတယ်ကျင်ရတယ်နော်အဲ့တော့အသင်းကြီးကိုဖွဲ့စည်းပြီးဆိုကြတဲ့ကရင်ပြီးရောမဖြစ်ပါစေနဲ့ဗမာလူမျိုးတွေရဲ့အားနည်းချက်ကစုပေါင်း၍မလုံနိုင်ပါဘူးရှင်းလားကောလင်းကဘလောက်သက်သေထူနိုင်မလဲကြည့်ကြတာပေါ့နော်ဗမာလူမျိုးရဲ့အကျင့်ဟာစုပေါင်းပြီးမလုံနိုင်ဘူးဘာလို့လဲဆိုတော့စိတ်ဓာတ်အောက်တန်းကြလို့တခုခုမှားရွေးလာရင်သူတို့ကြောင့်အောင်မြင်သွားရင်ငါကြောင့်အဲ့ဒီအစိတ်တွေမျိုးထားတဲ့အတွက်ဘယ်သောအခါမှအသင်းအဖွဲ့ကိုအောင်မြင်အောင်မလုပ်နိုင်ကြဘူးပြီးတော့မလုတ်ခင်ကထင်ပေါ်ခြင်းနဲ့ရှင်းလားဒီနေ့သာသနာအဖွဲ့အစည်းကြီးကိုလှုပ်ကြတာသည်ယာရုဌာနတရနဲ့ထင်ပေါ်ကြော်ကြားခြင်းလို့လားသာသနာတာဝန်ထမ်းဆောင်မလို့လား duty is duty နော်တာဝန်သာဖြစ်တယ်ယာတုမဟုတ်ပါဘူးငါနာမည်ပေါ်ဖို့အဓိကလားသာသနာပေါ်တာဝန်ကြည်ဖို့အဓိကလားဦးဇင်းတို့ပြောခဲ့ဘူးပါတယ်ဓမ္မဂရိကညီတော်နောင်တော်တွေရှိပါတယ်အခုလူငယ်ပိုင်းတွေကတော့စီးလုံးလို့ရပါတယ်အဲ့တော့လူငယ်ပိုင်းတွေအပြန်လာညှိနှိုင်းကြတဲ့အခါမှာတလောကဘုံဆက်လာပါတယ်ဆရာတော်နှစ်ပါးသူဝင်္ဂလာရေတဲ့မင်းလည်းငါမတွေ့ဘူးပါဘူးတဲ့ဒီမှာအရှင်ဘုရားလည်းတပည့်တော်မတွေ့ဘူးသေးပါဘူးဘုရားဓာတ်ပုံတွေတော့ဖူးနေရပါတယ်တရားတွေလည်းနားနေရပါတယ်ဆိုတော့အေးကွာတဲ့တခုလေးလျှောက်เสียရှိလို့ဟေးတဲ့မမအမိန့်ရှိပါဘုရားနောင်တော်ကြီးတို့ဟောနော်နောင်တော်ကြီးတို့ပေါ့သူမင်္ဂလာကတော့အသက်သာကြီးတာကိုနော်သက်တော်80ဝါတော်1စာတော်ဂိတ်ဆိုတာကြုတ်ပဲနော်အဲ့တော့အသက်ကတော့42နှစ်ရှိပြီဝါက14ဝါပဲရှိသေးတယ်နော်ဒါဆိုရင်အကုန်လုံးသူတို့သိကျင်တာသိသွားပြီဟုတ်လားအသက်က42နှစ်ပါနော်ဝါက14ဝါပါကြီးမှဖြူခြင်းအောင်ဆောင်းတာပါအဲ့တော့နောက်တော်ကြီးအမိတ်ရှိပါဆိုတော့အေးကွာတဲ့မင်းပြောနေတဲ့စကားလုံးလေးတွေသိကောင်းလုံးလို့တဲ့ငါတို့ယူသုံးနေတာအဲ့ဒါမင်းကိုခွင့်မပန်သေးလို့တဲ့လမ်းပြောတာတဲ့ဆိုတော့အရှင်ဘုရားတို့လို့တပည့်တော်မှာဘာမှမူပိုင်မရှိပါဘူးလို့ဘုရားရဲ့တရားတော်တွေကိုလူအများနားလည်နိုင်အောင်တတ်နိုင်သမျှကြံဖန်လုပ်ထားတာကြိုက်သလိုသာပြောများများသိလေကောင်းလိမ့်မယ်ကိုတရားကိုနဲ့ပတ်သက်ပြီးလဲရန်ကုန်ကစီးပွားရေးသမားတွေအများကြီးလိုက်ပါတယ်မူပိုင်လိုချင်လို့တဲ့လက်မှတ်ထိုးပေးပါတဲ့ဆိုတော့ငါတောင်မပိုင်ဘူးရှင်းလားဒါဘု து တရားတွေလဲငါစီးပွားရေးလုပ်နေတာမဟုတ်ဘူးလို့သဘောပါသလားသူမင်္ဂလာမှာအခုဂွေလေးတွေပေါ့လေတချို့ပြောတယ်အရှင်ဘုရားဂွေဈေးကကြီးတာတဲ့အေးကြီးဆိုငါဂွေကအရင်ကို400လောက်ကျတယ်ယူရီးယားစက်ယုံကနေတိုက်ရိုက်မှားထားတာမင်းတို့ကို quality ပစ္စည်းတွေထည့်ပေးခြင်းလို့ဗမာတွေကပေါ်ချောင်းပေါ်မှချောင်းမှတော့ဘယ်တော့မှမကောင်းဘူး
ခင်ဗျားတို့တရုတ်ဆက်တရက်စုံနဲ့ပဲတွေ့တန်ရာပဲရမယ်ရှင်းလားအရေးတွက်ဖဲလိုချင်ကြတယ်အရေးချင်းမလိုချင်တော့အားလုံးအရေးချင်းမဲ့ကုန်ကြပြီ quantity အရေးမကြီးဘူး quality ရှင်းသလားအရေးအတွက်ကအဓိကလားအရေးချင်းကအဓိကလားပြန်ပြိုးထောင်ကြနော်နေဆက်မှာတို့ကုံသွေးရေးလုပ်ဘူးတဲ့ကုံတယ်မှန်သမျှဟာတိုင်းပြည်နဲ့လူမျိုးပေါ်မှာသစ္စာမရှိတော့အမြတ်ရရေးကိုသာအဓိကထားတဲ့အတွက်အသုံးမကျတဲ့ပစ္စည်းတွေဗမာပြည်ဟာတကယ်တော့အမိုက်ပုံရှေ့ဆက်ပြောရမကောင်းတော့ဘူးတဲ့မကြည့်နဲ့လည်းမတတ်နိုင်ဘူးနော်ဆိုင်ကယ်တွေပုံထားတယ် TV ပြက်တွေပုံထားတယ်ကက်ဆက်ပြက်တွေပုံထားတယ်ကားပြက်တွေပုံထားတယ်ဗမာပြည်မှာသိန်း4-500ပေးနေရတဲ့ကားတွေဟာဟိုယူရီးယားဘက်မှာသွားကြည့်ရင်လေဘေးရောင်းသလိုရောင်းထားတယ်ဘာ1000ဆိုရင်ပါရယူခဲ့လို့ရရှင်းလားရှင်းပါပါအမိုက်ပုံဘာဖြစ်လို့လဲလို့မေးတော့ခင်ဗျားတို့စိတ်ဓာတ်ခွန်အားတွေမရှိလို့ခြောင်ပြီးတာပဲသဘောပေါက်သလားဒီတိုင်းထားကြမလားပြင်ကြမလားပြင်ပါဗျာအဲ့တော့ခုနဘာသာရေးအကျင့်ကစပြီးပြင်ကြရှင်းသလားရှင်းပါဗျာဘာအန္တရာယ်များဖြစ်เสียလဲရှိပါဘူးဘယ်သူကမှလည်းဆန့်ကျင်နေเสียမလိုပါဘူးခမည်းတော်တွေသူတော်ကောင်းတရားကိုအားလုံးလက်ကင်ထားလိုက်တာနဲ့သူယုံမှာဟာအော်တိုမက်တစ်ချုပ်ငိမ့်သွားမှာပါရှင်းသလားသဘောပေါက်သလားသူယုံမာတွေယုံမာနိုင်တယ်ဆိုတာအယုံမာခံသူတွေရှိလို့ယုံမာနိုင်တာအဲ့တော့မှတ်ထားသူတော်ကောင်းနဲ့သူယုံမာသူတော်ကောင်းဆိုတာသူတော်ကောင်းတရားလက်ကင်ထားသူကိုသူတော်ကောင်းအဲ့ဒီသူတော်ကောင်းတရားလက်ကင်ထားကျင့်သုံးနေတဲ့လူတွေကိုကုညီသူထောက်ပံ့သူဖေးမသူစောင့်ရှောက်သူတူညီမျှစွာကျင့်ကြံသူဟာသူတော်ကောင်းထက်ကောင်းတဲ့လူခေါ်တယ်ရှင်းသလားမှတ်ထားနော်သူတော်ကောင်းဆိုတာကိုယ်ကိုယ်တိုင်သူတော်ကောင်းတရားကိုကျင့်ကြံနေတာကိုယ်ကိုယ်တိုင်လည်းကျင့်ကြံမယ်အများကျင့်ကြံနိုင်အောင်လည်းအားထုတ်မယ်ဆိုရင်သူဟာသူတော်ကောင်းထက်ကောင်းတဲ့လူဟုတ်ပြီသူယုံမှာဆိုတာသူယုံမှာတရားလက်ကင်ထားတဲ့လူကိုဘာခေါ်လဲဟုတ်ပြီအဲ့ဒီသူတော်ကောင်းသူယုံမှာတရားလက်ကင်ထားတဲ့လူကိုမသုတ်တင်မရှင်းလင်းမဖယ်ရှားမကန့်ကွက်ဘဲနဲ့အားပေးနေရင်ဒီပုဂ္ဂိုလ်ဟာသူယုံမှာထက်ဘုရားတို့ဘယ်ထက်ရလဲကိုယ့်ကိုစဉ်းစားရှင်းလားသဘောပေါက်သလားဒီနေ့ဒီအချိန်မှာအားလုံးမှာတာဝန်ရှိတယ်အဲ့တော့သာသနာတော်ကြီးပျက်စီးနေမှသိရတဲ့နဲ့ဒီတိုင်းထိုင်ကြည့်မလားရအောင်ပြင်မလားရအောင်ပြင်လို့ရမရဦးဇင်းတို့စိတ်ထဲမှာအခုဒီနေ့မနာမနေဘာလို့ကြိုးစားနေတာလဲမေးရင်ပျက်စီးနေတဲ့သာသနာတော်ကြီးကနေတဆင့်ကွယ်ပြောက်သွားမှအမတန်စိုးရိမ်ပါရှင်းသလားသာသနာတော်ကိုအကွယ်ခံနိုင်သလားအော်နေုံနဲ့မပြီးဘူးဟမ်သာသနာကွယ်မှာအမတန်စိုးရိမ်စရာမကောင်းဘူးလားအဲ့ဒုလက်ထက်မှာကွယ်ရင်ဘုဒ္ဓတာဝန်လေဘုဒ္ဓတာဝန်ပဲဆိုတာမသေးကြဘူးလားအေးတို့ကတော့အဖြစ်မခံနိုင်ဘူးရှင်းတယ်နော်အဲ့တော့သာသနာကွယ်မှာသိစိုးရိမ်တယ်ဇာရိတ္တပျက်စီးနေကြတာကိုကြည်ချင်းအဖြစ်သိရှက်တယ်ငါတို့ဘာသာငါတို့သာသနာငါတို့လူမျိုးဟာဒါမျိုးမဟုတ်ဘူးလို့သက်သေပြဖို့အချိန်တန်ပြီငတ်လို့သေခြင်းသေပါစေကိုခြင်းတရားမပြတ်ကြပါစေနဲ့သီလစောင့်မှဒါကြောင့်မနေ့ကပြောတယ်ကိုစားတဲ့ထမင်းတန့်ရှင်းရဲ့လားရှင်းသလားတန့်ရှင်းတဲ့ထမင်းစားနိုင်အောင်ကြိုးစားကိုဝတ်တဲ့အဝတ်တန့်ရှင်းရဲ့လားငါအဝတ်ကိုငါတန်တရားကင်းကင်းဝတ်နိုင်သလားသဘောပါသလားရှင်းရောရှင်းရလားဒါဖြင့်ဒီအသင်းကြီးထူထောင်ထားတာသည်တည်ငါတခဏစာမဖြစ်ပါစေနဲ့စောစောကអော်သွားသလိုပဲသာသနာတည်သူ၍ဒီအသင်းတည်ရမယ်ဆိုတဲ့ခံယူချက်ကြီးနဲ့အညီတဝုကိုတဝုသဘောထားကြီးကြီးနဲ့အသင်းဝင်များအားလုံးသည်ငါတို့ဟာထေရဝါဒယူဝသမ္မတ်ကြီးအသင်းဝင်ဖြစ်တဲ့အတွက်အရက်ဆိုင်ရောက်နေလို့မဖြစ်ဘူးက
သူစိတ်ကြီးတွေတော့ထိုးထားတယ်ကြီးလောက်ကြနော်ရှင်းသလားအေးမကောင်းတဲ့အိမ်ရောက်နေလို့မဖြစ်ဘူးဟာဟမ်ဖဲထိုင်ရိုက်နေလို့ဖြစ်ဘူးဟာဟုတ်ကလားဒါလေးသတိထားဖို့လိုအပ်မလိုအပ်အဲ့တော့တယောက်အမားကိုတယောက်ကပြုပြင်ပေးတယောက်လိုအပ်ချက်ကိုတယောက်ကဖြည့်ဆည်းပေးတယောက်ချွတ်ယွင်းချက်ကိုတယောက်ကသိခံပေးကျင်နာသလားမားနေရင်ပြင်ပေးပါလဲနေသူကိုအားငယ်သူကိုရေတဲကလူကြားဘူးလားအဲ့စာကိုကလေးတွေတော့မသိရတော့ဘူးထင်တယ်နော်အားငယ်သူကိုအားပေးပါဒါတို့ဖရာရဲ့အဆုံးမအညီရှိကအစင်ဆက်လက်ဆင့်ကမ်းခဲ့တဲ့စကားရှင်းသလားဒါကိုစိတ်ဓာတ်ခွန်အားရှိတဲ့လူမှလုံနိုင်တယ်ရှင်းသလားအဲ့တော့အသင်းကြီးကိုဒီနေ့အထူးဩဝါဒပေးခြင်းတာကစတင်ထူထောင်ပြီးပြီဖြစ်တဲ့အတွက်သာသနာနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကိုမပြတ်နိုးနိုးကြားကြားနဲ့လူငယ်တွေကိုဆွဲဆောင်ပြီးတော့ကဲထေရဝါဒယူဝသမ္မတ်ကြီးအသင်းဝင်နဲ့အသင်းမဝင်တဲ့လူနဲ့ဘယ်သူကပို့ပြီးတော့စိတ်ဓာတ်အဆင့်တန်းမြင့်ရမလဲရှင်းလားအဲ့ဒါစာသင်ကျောင်းတွေမှာလည်းသင်ဖို့လိုနေတာအဲ့ဒါလေကျောင်းသားနဲ့အယက်သားဘယ်သူကပို့စည်းကမ်းရှိရမလဲဒါပေမဲ့ကျောင်းသားကတော့အုတ်ထုတ်လည်းမပါပါဘူး၄ယောက်လည်းစီးခြင်းစီးတာပါပဲအော်ကျင်တဲ့နေရာနေအော်ပြီးတော့သွားခြင်းသလိုသွားတာပါပဲစာမွေးဖြစ်ရင်စာရက်တွေဖြန့်ချဲခဲ့တာရှိသေးတယ်ရှက်လို့ရှက်ရမှလည်းမသိဘူးဟမ်သဘောပေါက်လားဒီနေ့သံဃာပိုင်းကောလူပိုင်းကောပြောရတာစာမွေးစစ်တယ်ဆိုတာအစိုးရကကျောင်းသားကိုစစ်တာလားဆရာကတပည့်ကိုစစ်တာလားကိုယ်ရည်ချင်းကိုစစ်တာမှတ်ထားဆရာစစ်တာဆိုရင်ဆရာမမြင်အောင်ခိုးချမှာပေါ့ဟမ်ရှင်းသလားသဘောပေါက်သလားဆရာကကိုယ်မရှိတဲ့အရေးချင်းအရှိထင်အောင်ရှောက်လုပ်မှာပေါ့တကယ်တော့စာမိုးဝဲဆိုတာအဲ့ဒါလေးနားလည်အောင်လဲသင်ပေးကြအောင်ဆရာမတွေကိုမပြောတတ်ဘူးထင်ပါတယ်ဒါကတော့ရှင်းလားသဘောပေါက်သလားဒါမို့လို့တန်ခါပိုင်းလည်းပြောရတယ်တရားဓမ္မတွေဆွန်းလောင်းပြီးရင်တောင်မေးမြောက်မေးမမေးပါနဲ့ကိုတော့အကြီးတန်းအောင်မလားအလတ်တန်းအောင်မလားမင်းတို့အလုံးမဟုတ်ဘူးရှင်ဘုရားစာဝါလိုက်နိုင်ရဲ့လားဘုရားရဲ့အဆုံးအမတွေကိုကျင့်ကြံအားထုတ်နိုင်ရဲ့လားတပ္ပါယမြပါရဲ့လားဘုရားဒါပဲဘယ်အတန်းမှမမေးနဲ့အတန်းအဓိကမဟုတ်ဘူးရှင်းလားဘုရားစာလိုက်တာပိုအရေးကြီးတယ်အတန်းအောင်ဖို့အဓိကလားတရားသိဖို့အဓိကလားဘုရားရဲ့အဆုံးအမသင်ယူတယ်ဆိုတာအဆုံးအမကိုခံယူနိုင်ဖို့ကျင့်ကြံနိုင်ဖို့သိဖို့အတန်းနဲ့မဆိုင်ဘူးဓမ္မစီတွေကပြီးဗလားလို့ဓမ္မစီကပြီးတော့ဘာလို့မလို့ဘာလို့မရှိဘူးရှင်းလားသဘောပေါက်သလားတို့လာသေးတယ်အမလေးနိုင်ငံခြားပြီးရင်နိုင်ငံခြားထွက်မလို့နိုင်ငံခြားစာသင်သွားမလို့နိုင်ငံခြားသွားပွဲသွားယူမလို့ရောခဲ့တာဒီထဲမှာမွဲပြီးငတ်ကုန်ပြီဟင်ဩဃာသဘာမှမသိတော့ဘူးဟင်ဖယားဘာကြောင့်ကြောမှမသိတော့ဘူးဒီထဲမှာလှုပ်เสียတွေအများကြီးချားလိုက်ရတဲ့နိုင်ငံခြားဟင်နိုင်ငံခြားသွားရင်ကို तू ကဂျိုပေါက်လာတာလိုဟင်လာသေးတာတချို့ကဆရာချင်းလာပြန်တပည့်တော်ဆရာဘယ်နှနိုင်ငံပြန်သူ့မင်္ဂလာတို့လည်းနိုင်ငံတွေအများကြီးပြန်လာတာဒီနာလောတို့ထိုင်းတို့ယူရီးယားတို့တရုတ်ပြည်တို့ရသလောက်ကလေးစီးကြော်ပြီးပြန်လာရှင်းလားသဘောပေါက်သလားလူတယောက်ရဲ့တန်ဖိုးကဘယ်နှနိုင်ငံရောက်ဖူးတယ်ဆိုတာဘာပွဲတွေရတယ်ဆိုတာနဲ့လူအများအကျိုးပြုနိုင်တာနဲ့ဘယ်ဟာကတန်ဖိုးရှိတာလဲအများအကျိုးသာသနာအကျိုးပေါ်မှာဒီပုဂ္ဂိုလ်ဘလောက်အလုံးလုံးနေသလဲဆိုတာကအဓိကရှင်းသလားသဘောပေါက်သလားအေးအဲ့တော့တန်ဖိုးသိမှကျေစုသိမှဘုရားတို့ကမယောင်ရာစီလူပြီးတော့ပုဂ္ဂိုလ်ဒူးရှာတယ်ဟင်လောကမှာပုဂ္ဂိုလ်ဒူးဆိုတာမရှိဘူးအလုံးခန္ဓာဘယ်နှပါဘာသစ္စာဉာဏ်နဲ့သာကြည့်ဘယ်ကောင်မှမထူဘူးအာသုဘကြီးပဲရှင်းလား
တရားတူရောဘယ်ဖရာပွင့်ပွင့်သဗ္ဗေသင်္ခါရဒီထက်ဟောစရာလည်းမရှိဘူးဒီထက်ပို့စရာလည်းမရှိဘူးရှင်းလားတရားတူတွေ့အောင်ရှားမလားအမှန်သိအောင်လုပ်ရမလားအဲ့တော့ဟောဖို့စီစဉ်လာတာတော့တပုတ်ပေါ့ဗျာအခုအစဉ်ပြေတဲ့တပုတ်ပဲဟောတော့မယ်နော်စောစောတုန်းကတော့ဇတ်တော်တစ်ခုနဲ့ဒီနေ့တော့အားလုံးလဲလူလဲများလာမယ်ထုံးစံလေးနောက်ဆုံးရက်ဆိုလူပိုများတယ်ပွဲသိမ်းတော့မှာဟုတ်လားဘာလို့ဆိုရှေ့ကစောင့်ကြည့်သေးတာဒီကိုတော့ဟုတ်ရလားဟန်ရလားအစဉ်ပြေရလားသူကဟမ်သဘောပါသလားနောက်မှတစင်စကားတစင်စားနဲ့မိုက်တယ်ကွာရက်ဆက်တယ်ဒါကဲဟိုးဆိုဟမ်တရားနာမလို့မဟုတ်မိုက်တယ်ဆိုလို့လာကြည့်တာဟမ်ပမာရီနော်ပြောရင်တော့ပြောမဆုံးမအောင်တောသုံးတောင်ပဲကဲတာကဲနေရတာရပါအောင်မလားတော့မပြောတတ်ဘူးရပါအောင်မလားရပါအောင်မလားအဲ့လိုလုံးမထွက်လာတာဒါလည်းသိတယ်သူကတို့ဘေးမှကိုရတယ်ဟမ်အဲ့တော့ရတယ်ဆိုမှလည်းကယ်လို့ဖြစ်မှာဟုတ်ဗျအဲ့တော့သူမင်္ဂလာကယ်မလားကိုယ့်အကူကယ်ရမှာလားဒါပါပဲတို့လည်းဘုရားသားတော်ပြီးလမ်းပြရုံပဲတတ်နိုင်မှာပြပြီးပြေးမှာဟမ်သဘောပါသလားရှင်းရောရှင်းရလားကောင်းပြီအဲ့တော့ကိုင်းညီမဲ့တရားလေးတစ်ပုဒ်ပေါ့လေဥပရိပန္နသပါဠိတော်ကတရားလေးတစ်ပုဒ်ကိုသူတို့နာကြည့်အောင်သဗ္ဗုရိသသုတ်လို့ခေါ်ပါတယ်သူတော်ကောင်းတရားပေါ့လေနော်မားတယ်လေအဲ့တော့ဘုရားကသူ့သားတွေကိုသူ့သားယဟန်တွေကိုစာထဲမှာဆိုဒီလိုပြောမှာချစ်သားတို့ဒီလိုခေါ်တာဟုတ်နော်စာလိုပြောရင်ဘိက္ခဝေနော်အဲ့တော့ဘိက္ခဝေဆိုရင်ဘယ်သူကိုခေါ်တာလဲအဲ့ဒါလေးနည်းနည်းပြောခြင်းနဲ့နော်နည်းနည်းပြောခြင်းတာတွေများနေတယ်တခြားမဟုတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးမှာဘုရားတိုင်းမှာတရားဟောရင်ပရိသတ်၄ပါးရှိဘိက္ခုပရိသတ်ဘိက္ခုဆိုတာယဟန်နောက်ဘိက္ခုနီယဟန်မိမ္မပရိသတ်ဥပါဒကတဂါပရိသတ်ဥပါတိကတဂမပရိသတ်ပရိသတ်ဘယ်နှမျိုးလဲအဲ့၄မျိုးထဲမှာတန်းအမြင့်ဆုံးကဘိက္ခုယဟန်ပရိသတ်ရှင်းတယ်နော်ဒါမို့ဘိက္ခဝေလို့ခေါ်လိုက်တာနဲ့ချစ်သားတို့လို့ဆိုလိုက်ရင်နောက်ကအကုန်လုံးပါသွားပြီအကြီးဆုံးကိုခေါ်လိုက်ရင်ဒါမို့ယဟန်နေစုဝေးနေတဲ့နေရာတစ်ခါတလေပေါ့လူတွေကြည့်ပြီးတော့ဦးဇင်ပြုံးမိတာလေးတွေပလင်မော်ရှိတုံးပြောလိုက်အောင်မယ်နော်ဒါတခြားမဟုတ်ဘူးအဲ့ကြောနေတဲ့အချိန်ပြောလို့မဖြစ်လို့ယဟန်သံဃာတွေအများကြီးစုထိုင်နေတယ်ဆိုရင်အကြီးဆုံးယဟန်တစ်ပါးကိုကြောလိုက်အားလုံးအတွက်အကျုံးဝင်သွားပြီဒါပေမဲ့ဘာလို့ဆိုတော့ဘုန်းကြီးများကလည်းအစင့်တန်းမမီတဲ့ဘုန်းကြီးတွေကများတော့သူတို့ဆရာသားကြောတာငါကြမကြောဘူးကြောကိုခံကျင်နေကြတဲ့ဟာတွေကရှိသေးတာဟုတ်ဗျနော်သူမင်္ဂလာတော့ကြောမှာကိုကြောက်နေဘာလို့ဆိုကိုယ်တိုင်းကိုကလည်းသိဟုတ်တာမဟုတ်ဘူးသဘောပါလားပလင်မောသာခမည်းတော်စေတနာအမှန်နဲ့ဟောနေတာအောက်ရောက်ရင်လောဘဒေါသအမတန်ကြီးဟမ်အဲ့တော့ဒီလောဘကြီးနေတဲ့ချိန်လာကြောရင်အဲ့ဒီကြောတဲ့လက်10ချောင်းဟာလန်10ချောင်းနဲ့ထိုးတာနဲ့အတူတူပဲအဲ့တော့ကိုကကြောဖို့ပဲလိုက်ရှာတယ်ရှင်းသလားကိုကကြောလိုက်ရရင်ရတာပဲကြောခံမယ်ဆိုခံတတ်အောင်ကြိုးစားဖို့ပလင်မောတက်လာလက်ဟုတ်ကလေးချီပြီးတက်လာတော့ရှင်ဘုရားကတရားဟောမဲ့လူအလုံးကရှင်ဘုရားပူဇော်နေတာဘာလို့ရှင်ဘုရားလက်ဟုတ်ချီထားလဲအေးနှလုံးသွင်းမအောင်လို့ကွာတော်ကြမျက်စာပြည့်ချောတာလေးတွေ့ရင်တော်ကြစိတ်ဝင်စားတော်မှာဆိုလို့ဟမ်သဘောပါသလားအဲ့ဒါအာယုံမမအောင်လို့ဘုဒ္ဓလာတာဟိုမှာဘေးမှာထိုးနေတယ်ဘာတွေတို့လန်နေအဲ့ဒါသတိပေးပြီးလာတာခမညာမင်းတို့လက်အုပ်ချီတာမဟုတ်ဘူးဖျားကြတော်မူပါလို့ရတယ်ရှင်းလားသဘောပေါက်သလားအဲ့ဒါယဟန်တန်ဃာအတွက်ကအရေးကြီးဆုံးယံသူဟာမာတုကာမနဲ့ငွေပဲနော်ဓမ္မဂရိကတွေတော်တော်များများပြောလို့ရှိပါတယ်အဲ့အောင်ကြိုက်သလားတဲ့ဘ
ဘာကြိုက်တယ်လဲတော့မသိဘူးလေပဲစားရတာကိုမော်တော်ဘီကယ်လိုပဲမကြိုက်ဘူးနဲ့တွေ့ရှင်းသလားတစည်း900တဲ့ဆိုင်ကယ်တွေဟမ်မကြိုက်ဘူးတဲ့ဆို तू ကဒီနားရပ်ပြီးဝီစီမုတ်ယုံမုတ်တာ तू ကမကြိုက်ဘူးပြောနေတယ်ဘာမကြိုက်လဲမသိဘူးသဘောပါသလားအဲ့တော့ဘုန်းကြီးများလည်းအဲ့ဒါဘာမကြိုက်တယ်တော့မသိဘူးလေပဲစားရတာကိုနော်ကြိုက်သလားမကြိုက်ဘူးလားလုံးနေတယ်အဲ့ဒါကြောင့်မို့အခုအသင်းကြီးထူထောင်နေတဲ့သာသနာပြုအသင်းကြီးဆိုပြီးတော့ပရိယတ္တိပရိပတ်တိသာသနာကိုထောက်ပံ့ဖို့ဦးဇင်းတို့တနိုင်ငံလုံးဖွဲ့စည်းမှာပါအဲ့ဒီမှာကြိုတင်ပြီးတော့အစည်းအဝေးမှာမိန့်ခွန်းစပြောပါတယ်ဒီအသင်းကိုငါစပြီးတော့မှထူထောင်မှာမှန်းတယ်အားလုံးကလည်းအကြံဉာဏ်ပေးပါအားလုံးကလည်းဖွဲ့စည်းပုံအတွက်ဝိုင်းဝန်းရေးဆွဲပေးကြပါအားလုံးကလည်းညီညွတ်စွာပါဝင်ကြပါဒါပေမဲ့ဒီအသင်းအတွက်ရန်ပုံငွေရှာတဲ့တရားပွဲဘယ်တော့မှဟောမှာမဟုတ်ဘူးလို့ပြောတယ်ရှင်းလားရှင်းပါပြီငါဒီနေ့အထိ14ဝါရှိပြီနေ့စဉ်တရားပွဲကိုတစ်နှစ်လုံးမှနားရက်ကအလွန်ဆုံးရှိရင်တစ်လပဲတစ်နေ့မှ14နှစ်လုံးဒီလိုခရီးဆက်လာတာဒါပေမဲ့ဒီနေ့အထိငွေရဖို့အတွက်တရားတပွဲမှမဟောဘူးသေးဘူးနောင်သေတဲ့အထိလည်းဟောမှာမဟုတ်ဘူးရှင်းလားပတ်ဆံအတွက်တရားဟောတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလို့တရားကိုလည်းပတ်ဆံအတွက်လိုက်မဟောဘူးလို့ရှင်းလားသဘောပေါက်သလားအဲ့တော့အသင်းထူထောင်ပေးမှမှန်တယ်ပရိဟိတလုပ်ငန်းတွေအခုလည်းလုပ်နေတာပဲနာဂိတ်ရွာတည်နေတဲ့9ရွာမြောက်တည်နေပါပြီရေပေးဝေရေစီမံကိန်း3600 9000ကျားမှကုန်ပါမယ်ဒါလည်းလုပ်နေပါတယ်အဲ့တော့ဒါရတဲ့ထဲကနေရသလောက်လှုပ်သွားတာပဲအရှင်ဘုရားဘလောက်အေးရရင်ပြေးမယ်မရရင်နေဦးရှင်းသလားဒီအတွက်ငါတရားလိုက်ပြီမဟုတ်ဘူးတရားကိုတရားအတွက်ပဲဟောပါရှင်းသလားမကြသေးခင်ရပဲချင်းတောင်မှာနေဆက်မှာပညာရေးကျောင်းတစ်ကျောင်းပံ့ပိုးထားပါတယ်4နှစ်ရှိပါပြီကျောင်းသူကျောင်းသားတွေရဲ့စာဝတ်နေရေးကနေစပြီးစာအုပ်စာရွက်စာတမ်းအကုန်လုံးကျောင်းဆရာဆရာမလာကဒီတစ်နှစ်ပတ်လုံးပတ်မှလုံးစုံသူမင်္ဂလာတပါးနဲ့တာဝန်ယူထားတယ်အဲ့ဒီဟာကိုအခု၄တန်းအောင်ပြီးသွားရင်ကျောင်းပြီးသွားပြီတဲ့နော်မေတ္တာတော့10တန်းအောင်ကျောင်းပြီးနဲ့ပြဿနာတက်သွားတာပဲနော်သူမင်္ဂလာတော့အခုလာလျှောက်လာတဲ့အတိုင်းပြောတာ၄တန်းအောင်ပြီးရင်ကျောင်းပြီးပြီဘာဖြစ်လို့ဆိုမူလာတန်းကျောင်းဆိုတော့၄တန်းပြီးရင်ဟိုဘက်မှာအခမဲ့ကျောင်းမရှိတော့တဲ့အတွက်မတက်တော့ဘူးတဲ့အဲ့တော့ရှင်ဘုရားအဲ့ဒါတပည့်တော်တို့ဘယ်လိုဆက်လုပ်မလဲဘာဆက်လုပ်မလဲဆိုတော့ကိုသိတာတော့မူလာတန်းပြီးရင်အလယ်တန်းပဲသိတာပေါ့ကိုခင်းတဲ့ကိုခုပေါ်တဲ့အောက်သွားတာတော့မသိဘူးနော်အဲ့တော့အလယ်တန်းကျောင်းလုံးအောင်ဆိုရှင်ဘုရားမရသေးဘူးတဲ့မူလွန်နဲ့ဩအေးမကြဘူးလို့ငါအဲ့ဒါတွေမသိဘူးငါတို့သိခဲ့တာမူလာတန်းပြီးအလယ်တန်းပြီးအထက်တန်းပဲကွာရှင်းတာပဲသိတယ်ရှုပ်တာမသိဘူးသဘောပေါက်သလားအဲ့တော့မူလွန်လှုပ်ချင်တယ်ဘာလို့လဲဆိုကျောင်းတစ်ဆောင်လိုတယ်ဆိုအဲ့ဒါစောစောကတက်ဆောက်ပေးခဲ့တယ်ကဲလှုပ်ရှင်ဘုရားဆိုတော့အဲ့ဒါလို့ဘာကကျောင်းတွေမိဘမဲ့ကလေးများကျောင်းတွေခုခေတ်မှာခုနကိုရီးယားကဆက်ပြောရရင်ကိုရီးယားကအကြည့်ကောင်းပြီးမိဘမဲ့ကလေးတွေတော်တော်များလာပြီရှင်းလားထပ်ရှင်းစရာမလိုတော့ဘူးနော်ရှုပ်များသွားသလားမသိဘူးသဘောပါသလားအတုခိုးရမယ်ဟာမခိုးဘူးမခိုးရမယ်ခိုးတော့3ဘွဲ့ဆိုင်တွေ4ဘွဲ့ဆိုင်တွေသူမရတွေသူလင်းတွေအကုန်ကြာခိုးလုံးချင်ရလုံးမိဘမဲ့တွေပေါ်လာတယ်ရှင်းတယ်နော်အဲ့တော့မိဘမဲ့များထောက်ပံ့ရတာတခုဆိုတော့ဘယ်ပေါင်းစုံကရသလောက်အလုပ်ကိုလုပ်ပေးနေတယ်ဒါပေမဲ့တရားကိုတရားအတွက်ပဲဟောမယ်ရှင်းတယ်လားဒါသဘောပေါက်ဖို့လိုတယ်အဲ့တော့ကလျာဏယူဝအသင်းကြီးကလည်းဘာအတွက်လုပ်မှာလဲငွေအတွက်မလုပ်နဲ့ငါအတွက်မလုပ်နဲ့ရှင်းသလားရှင်းရောရှင်းသလားကောင်းပြီအဲ့တော့ခုနဥပရိပန္နသပါဠိတော်ဟာလေးပြန်သွားမယ်နော်ဘုရားရှင်ကိုရောမြတ်ကြီးကချစ်သားတို့နော်ဘိက္ခဝေဆိုအကြီးဆုံးပရိသတ်ကိုခေါ်လိုက်တဲ့အတွက်နောက်ကပရိသတ်အလုံးအဲ့တော့ဟိုတုန်းကငယ်ငယ်တုန်းကလို့ပေါ့အမျိုးသားနေလို့ပြောရင်အမျိုးသမီးမပါဘူးလားရှောက်လို့ကြတယ်ဆိုတာစင်တန်းရှိတယ်မရှိဘူးဆိုတာအဲ့ဒါမှအဖြေထွက်တာပါဟမ်အမျိုးသားလို့ပြောလိုက်တာ ਨੇ တမျိုးသားလုံးဒါအမျိုးသားအမျိုးသမီးအားလုံးကိုရည်ညွှန်းတဲ့စကားဒါကိုအမျိုးသားနေဆိုအမျိုးသမီးနေမပါဘူးလားဆိုတော့ပြဿနာတဲ့ဘယ်လောက်ညံ့ဖြစ်တဲ့လူမျိုးလဲဆိုတော့ဒီမှာအဖြေပေါ်တယ်ရှင်းတယ်နော်အဲ့တော့ဘိက္ခုေလို့ပြောလိုက်ရင်ပိဋက၄ပါးလုံးပါသွားပြီဒီတော့ဒီစကားသည်ချစ်သားတို့လို့ပြောလိုက်ရင်ဘယ်သူတွေပါပါတယ်ဟ
တပည့်တော်တို့ပါပါတယ်ဖယားလို့ဒီလောက်ပြောနေရရင်သိမဟုတ်ချင်တော့ဟမ်ဒီလိုထူထူထိုင်းတိုင်းတပည့်မျိုးတွေလည်းမလိုချင်ပါဘူးဗျာဘယ်ဘဝအာကုသို့ကြောင့်လာတွေ့နေတယ်မသိပါဟမ်ချစ်သားတို့လို့ဆိုရင်ဘယ်သူတွေပါသလဲအောင်မလေးဟဲ့နော်အဟုတ်ကိုမူကြိုမှမူကြိုပါကွယ်ဟမ်ကဲရှိပါစီတော့နော်ချစ်သားတို့တဲ့လောကမှာသူတော်ကောင်းရဲ့သူယုံမာရဲ့ဆိုပြီးတော့နှမျိုးရှိပါတယ်အဲ့တော့သူယုံမာဆိုတာကွာတဲ့တယောက်သောပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့အမျိုးကနေယဟန်ဖြစ်လာတယ်ဗါလဲလေအဲ့ဒါသူ့မျိုးကိုသူမှန်တက်ပြီးတော့ငါသာလျင်မြင့်မြတ်တဲ့မျိုးသားကြီးဝင်မျိုးပုံဗျမနာမျိုးလို့အမျိုးမှန်တက်ပြီးတော့တခြားသောပုဂ္ဂိုလ်တွေကိုအမျိုးယုတ်တယ်ဆိုပြီးတော့သူလောက်အမျိုးမြင့်မြတ်ခြင်းမရှိဘူးလို့အထင်သေးပြီးတော့စော်ကားနေတဲ့ပုဂ္ဂိုလ်ဟာသူယုတ်မှာရှင်းသလားရှင်းပါဗျာငါဘုရားရဲ့တပည့်သားဖြစ်လာရင်ဘယ်အမျိုးကပဲရောက်လာခဲ့ဘုရားတပည့်သားမှန်ရင်တူညီမျှစွာသောကျင့်ကြံအားထုတ်မှုရှိရမယ်ဘယ်တပည့်သားဖြစ်ဖြစ်ကျင့်ရမှာသီလသမာဓိပညာသိက္ခာဘယ်နှရလဲသီလသမာဓိပညာသိက္ခာ3ရပ်ကိုသာကြိုးစားကျင့်ရမယ်အမျိုးမြတ်ချင်းမမြတ်ချင်းနဲ့ဆိုင်သလားအဲ့တော့မိမိအမျိုးမြတ်သည်ဖြစ်စေမမြတ်သည်ဖြစ်စေတဲ့အလုံးပေါ်မှာတပြေးညီသတင်း3ပေါ်တွေအဖြစ်တူညီမျှတဲ့စိတ်ထားနဲ့သီလသမာဓိပညာသိက္ခာ3ရပ်ကိုကောင်းစွာဖြည့်ကျင့်ပြီးတော့အမျိုးအစွဲကင်းတဲ့လူမှသူတော်ကောင်းဟောဆိုဒီနေ့အသင်းနဲ့ပတ်သက်တဲ့တရားဟောပေးပါဆိုတော့ဒါအသင်းနဲ့ပတ်သက်တဲ့တရားဟောရမှာရှင်းသလားငါကတထေးကြီးပဲဘုရားကတောင်းစိတ်အောင်ပြောထားတာဟင်အခုတော့အမျိုးခွဲတာသိမရှိပါဘူးဟောဆိုပြက်ကုန်မျိုးဟင်သဘောပါလားဘယ်မျိုးမှအစ်စ်မရှိတော့ဘူးအကုန်ဘွက်ပေါက်ကုန်ပြီနော်အဲ့တော့အမျိုးကပြောစရာသိရှိသို့တော့စီစိန်ဥစ္စာနဲ့ခွဲကြတာတွေရောမရှိဘူးလားရှိပါရဲ့ယာဒူးနဲ့ခွဲတာရောရှိပါရဲ့သူကလူကြီးငါလူကြီးလုံနေတာတွေလည်းရှိသေးတယ်ဒီသင်းနဲ့ရောက်လာရင်အတူတူပဲကျင်းသလားကျင်းပါဘူးကိုဦးစင်းတို့ထူထောင်ပေးခဲ့တဲ့အသင်းတွေဖွဲ့စည်းပုံအရာဥက္ကဋ္ဌရှိရမယ်အတွင်းရေးမှူးရှိရမယ်ဗန္ဒာရေးမှူးရှိရမယ်စည်ရင်းစိတ်ရှိရမယ်ဒါကတာဝန်အသီးသီးပေးထားပေမဲ့ဘယ်သူဥက္ကဋ္ဌလဲလို့မေးရင်အားလုံးဥက္ကဋ္ဌပဲမိမိကိုယ်ကိုဥက္ကဋ္ဌကဲ့သို့ခံယူပြီးအလုပ်လုပ်ကြမှာဒီအသင်းဟာတိုးတက်မယ်စီပင်မယ်ကြီးပွားမယ်ဥက္ကဋ္ဌကမပြောသေးလို့ဥက္ကဋ္ဌကမလုပ်လို့ဥက္ကဋ္ဌမလာလို့များသောအားဖြင့်ဥက္ကဋ္ဌဆိုတဲ့လူများကလည်းမဖြောင်းတာများဟင်သဘောပါသလားဥက္ကဋ္ဌမဖြစ်သေးခင်သာကောင်းတာဖြစ်သွားရင်ကောင်းတယ်လို့ရှားတယ်အဲ့တော့ဥက္ကဋ္ဌဆိုရင်အားလုံးဥက္ကဋ္ဌအတွင်းရေးမှုဆိုရင်ဒီလိုခံယူပြီးလောက်ကြအဆင့်မခွဲကြနဲ့ဒါပြောရတယ်ရှင်းသလားဒါဖြင့်ဒီအသင်းနဲ့ပတ်သက်ရင်ဘယ်သူတာဝန်ရှိလဲအသင်းသူအသင်းသားတိုင်းမှာအဲ့တော့တယောက်မားရင်တသင်းလုံးမားတာတယောက်ပြက်ရင်ကျင်납ဗလားဘုရားကလည်းဒီလိုပဲပြောတာပါပဲအဲ့တော့တယောက်ကအမျိုးမြတ်တဲ့ပုဂ္ဂိုလ်ကနေလာတော့ကိုယ်အမျိုးမှန်ကိုပဲကိုပဲအထင်ကြီးပြီးတော့တခြားသောပုဂ္ဂိုလ်တွေကိုအထင်သေးအမြင်သေးနဲ့ပုတ်ခတ်ခြင်းစော်ကားခြင်းပြုခဲ့ရင်ဒီပုဂ္ဂိုလ်ပါလေလူယုံမှာရှင်းတယ်နော်တခါတယောက်သောပုဂ္ဂိုလ်ကငါဥစ္စာဒနာရှိတဲ့အမျိုးကလာတာဟုတ်ပြီနော်ငါကဒနာရှင်ပြန်တဲ့ကောင်တွေကတရားလို့ဝတ်လာတာမဟုတ်ဘူးငတ်လို့ဝတ်လာတဲ့ကောင်တွေဟင်ဆိုရင်မရှိမျိုးမရှိဒနာမရှိဟာတွေလို့အထင်သေးပြီးတော့စော်ကားပုတ်ခတ်နေရင်ဒီလူဘဆံဘလောက်ရှိကျင်납သလားငါကဆွေကြီးမျိုးကြီးကလာတာငါမှဆွေမျိုးဂုံသိက္ခာအများကြီးရှိတယ်
ဟိုတကောင်ကျွတ်တယ်လို့မဟုတ်ဘူးလို့ကိုဆွေမျိုးကိုအဓိကထားပြီးတော့တခြားသောပုဂ္ဂိုလ်ကိုပုတ်ခတ်စော်ကားနေရင်ဒါအချင်းချင်းဟောတာနော်တရားလို့ပြောစရာတွေအများလို့နော်ငါသာလျင်သီလဝန္တပုဂ္ဂိုလ်တချို့ကြတော့ရှိသေးတယ်ငါကသီလလုံခြုံအောင်ထိန်းတယ်ငါသီလစင်ကြယ်တယ်ငါတို့မူသားလည်းမပြောဘူးသူများပစ္စည်းလည်းမခိုးဘူးမဟုတ်တာမလုပ်ဘူးဟေးဆိုပြီးတော့တပါးသောပုဂ္ဂိုလ်တိုင်းကိုသူကလွဲရင်ကြံတဲ့လူကိုထင်သေးနေတယ်တို့တော့မခိုးဘူးဆိုတော့ငါတော့မလိမ်ပါဘူးဆိုတော့သူတို့တော့လိမ်တယ်လို့ရှင်းသလားအဲ့ဒါလိုလုံနေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားအဲ့တော့ကိုယ်သီလကိုသာအမွန်းတင်ပြီးတော့သူများသီလကိုပုတ်ခတ်လိစော်ကားလိအထင်အမြင်သေးလိရှိတဲ့ပုဂ္ဂိုလ်ဟာကျင်သလားသဘောပေါက်သလားဟာတချို့သောဓမ္မဂရိကတွေကငါပဲတရားဟောတတ်တယ်ဓမ္မဂရိကအလဲရောက်လာနော်ငါပဲတရားဟောရတယ်ငါတော့ဘယ်သူမှဟောရဘူးငါတယောက်တည်းလဲဟောနေရတာပဲကြံတဲ့လူတွေကဘာလုပ်နေကြမှမသိဘူးဆိုသူများအထင်သေးအမြင်သေးပုတ်ခတ်စော်ကားနေရင်အဲ့ဒီဓမ္မဂရိကကျုပ်တို့လည်းပါတယ်နော်ဘုရားကသိသေးကြတာဘုရားတရားဟောတဲ့နေရာမှာရှင်းသလားသဘောပေါက်သလားငါသာလျင်ပိဋကသုံးကုံကိုတစ်ဖက်ကန်းကကျွမ်းကျင်အောင်တတ်တယ်ငါလိုစာရပေဒလောကမှာဆိုပြီးတော့စာချဘုန်းကြီးကလေမန်နေဝွန့်နေတယ်အဲ့ဒီဘုန်းကြီးပါလေဗမာပြည်မှာအများကြီးရှိတယ်ကျောင်းထဲကကျောင်းပြင်မထွက်ဘဲနဲ့သာသနာအခြေအနေကိုမသိဘဲနဲ့ကျောင်းထဲရတယ်တင်ထိုင်ဝေဖန်နေတယ်ရှင်းလားသူကိုယ်တိုင်ဘာလုပ်တော့မေးရင်ဟိုနယ်တနယ်မှာမြို့နယ်တော့မပြောတော့ပါဘူးဒါမျိုးလဲများနေလို့နာမည်တွေထည့်ပြောရင်လဲနောက်နေ့အဲ့ဒီမြို့နယ်ကဖြတ်သွားရင်အန္တရာယ်များတယ်မပြောတော့ဘူးနော်ဘုန်းကြီးတွေဘာပြောကြလဲဆိုရှင်ဗျာတို့လာမှပဲဆိုတော့အမေဒါကိုယ်အားကိုးတယ်ပေါ့လေကိုယ်လည်းခတ်တီနဲ့မန်နေပါလေဝင့်နေတာအရှင်ဘုရားတို့လာမှပဲတရားဓမ္မတွေကြည်ပြောဦးတဲ့ဒီလူတွေဩဃာသကိုဘာမှမသိတော့ဘူးတဲ့ထီချင်း၅ပါးနဲ့တောင်မကရောတတ်တော်ဘူးကြည်ပြောသွားအောင်တဲ့ဆိုတော့အဲ့ဒီမှာစောစောတော့ကိုဘဝင်မြင့်ရမလို့ပဲနောက်ပြန်စဉ်းစားတယ်ငါလာရင်အလွန်ဆုံး3ရက်ပဲအမြဲနေတာဘယ်သူနဲ့တော့သူတို့နဲ့ဒါဖြင့်ဘယ်သူတွေကတာဝန်ရှိတာတော့ဒီတပည့်တွေမကောင်းတာကောလည်းမပြောဘူးတော့သဘောပါသလားဒီတပည့်တွေမကောင်းတာဒီမှာအမြဲဆွမ်းစားနေတဲ့ကိုတော်တွေနဲ့ဆိုင်တာပေါ့ဒေဝိနာယာမမပြောဘူးနော်သဘောပါသလားအားလုံးမှာတာဝန်ရှိမရှိမမဘုရားသာပြောခဲ့ရတာဩဒုက္ခပဲတကယ်တာဝန်ရှိတဲ့လူကမလုပ်ဘဲနဲ့ဟုတ်ပြီနော်ဒါဖြင့်ကိုတော်ဘာလို့ဘယ်ကဆွမ်းစားနေတာလဲလို့မေးလိုက်ချင်တာမမေးရဲလို့တို့ကလူသားနိုင်တာဘုန်းကြီးမနိုင်ဘူးရှင်းသလားသဘောပေါက်သလားတပည့်မကောင်းရင်သားသမီးမကောင်းတော့ဒါဖြင့်အားလုံးမှာတာဝန်ကျင်တတ်သလားအဲ့တော့ငါသာလျင်တတ်တယ်ငါသာလျင်သိတယ်ဆိုပြီးတော့တပါးသောပုဂ္ဂိုလ်မသိသူမတတ်သူဖြင့်အထင်သေးအမြင်သေးစော်ကားပုတ်ခတ်ထိခိုက်နေရင်ဒီပုဂ္ဂိုလ်ပါလေကျင်တတ်သလားဒီဖွဲ့စည်းမှာငါလောက်အလုပ်လုပ်တဲ့လူမရှိဘူးငါမလာရင်ကိုမပြီးတော့ဘူးဟမ်ငါလုံးမှပဲပြီးတာဒီဟာတွေနဲ့တော့ခက်ပါတယ်ဆိုပြီးတော့ကိုတယောက်တည်းလှုပ်တာသာဂုံယူဝင့်ကြားနေပြီးတော့တပါးသောပုဂ္ဂိုလ်တွေပေါ်မှာပုတ်ခတ်စော်ကားထိခိုက်ရိုင်းဆိုင်နေရင်ဒါတော့ကြမ်းနဲ့မပါဘူးကျုပ်ကထည့်ပြောတာရှင်းလားသဘောပေါက်သလားညာတော့ဖြင့်ဗမာလူမျိုးကဒါပဲနည်းနည်းလေးလှုပ်ရင်ကိုသူလောက်လှုပ်တဲ့လူမရှိတော့အဲ့တော့ကို့မေเจ้าကိုပြောမယ်နော်
သေသွားတဲ့အမေဟုတ်လားအမေကြောင့်ပြောတာအန္တရာယ်ကင်းတယ်ခေါင်းခောက်เสียလည်းမရှိတော့ဘူးအဲ့တော့အမေကဒုက္ခတွေမြတ်သားတွေသမီးတွေရှာကျွေးရလောက်ရပေါ့လေဒီသားသမီးတွေကလည်းဆိုးကြတော့အမေကဘာပြောလဲဆိုတော့အမေဟောဒီလောကကြီးမယ်ငါလောက်ဒုက္ခကြီးတဲ့မိမမဲသွားတယ်လို့လာတာလို့ဟမ်တော်စမ်းမှာအမေတဲ့ဆိုးတဲ့လူတွေလောကမှာတပုံကြီးရှိတယ်နေလို့ကတော့ပြောမှာပေါ့နေလို့လောက်ရတာမှမဟုတ်ပဲမေပြောတာခင်ဗျားတို့မပြောဘူးနော်သဘောပါသလားအဖေကလည်းလှုပ်လိုက်ရင်ခတ်တီတွေပဲငါသားရော့မင်းစုချတာတဲ့နာယီတစ်လုံးစုချတယ်ဗမာပြည်မှာဒီတစ်လုံးလည်းရှိတာတဲ့နော်အဲ့ဒါမင်းအတွက်ဆိုတော့သူမင်္ဂလာလည်းဒါမျိုးကိုခံပြင်းတယ်အဲ့တော့ဘုံမျိုးတဲ့မရရအောင်လိုက်ရှာတယ်စကားကြီးကျယ်တယ်ကွာငါအဖေဒါမှဖြစ်နိုင်သူတောင်ဝယ်လာမှတော့သူလိုလူတွေအများကြီးရှိမှာဟမ်အဲ့တော့လိုက်ရှာမကြပါဘူးတွေ့တာပါပဲတပတ်မရှာရပါဘူးအဲ့တော့အဲ့လူလက်ဆွဲလာကျုပ်အိမ်လိုက်ခဲ့တာမမျိုးဘာလို့လိုက်ခဲ့တာမှာကျုပ်ဖေပြမလို့ဖေရော့ဟိုက်မကြည့်ဟိုမှာတူတစိမ့်လဲအတူတူရာတို့ဘာမှမကွဲဘူးမင်းကလည်းတော့ခက်တဲ့ကောင်နားလည်းမထားဘူးဗမာပြည်မှာမင်းကိုဝယ်ပေးတာဘာမှမတတ်နိုင်သူဝယ်ပေးတာတော့ဟုတ်တယ်ငါအတွက်ဒီတစ်လုံးပဲသဘောပါသလားအဲ့တော့ကိုလုတ်တာမှအဟုတ်ဟမ်ကိုသာလျင်အထင်ကြီးပြီးတပါးသောပုဂ္ဂိုလ်ပေါ်မှာထင်မြင်သေးစော်ကားလေးရှိတဲ့လူဟာကျင်နာသလားအဲ့ဒါဘုရားကသေချာခွဲဟောထားတယ်အဲ့တော့သူတော်ကောင်းတို့တွေဘုရားရဲ့သာသနာအောက်မှာတက်ဝင်လာကြပြီဆိုရင်အားလုံးဟာဘု து အဆုံးမတိုင်းနေရမှာအမျိုးကွဲပြားခြင်းစီးစိမ်ကွဲပြားခြင်းယာဒူးကွဲပြားခြင်းလုံရည်ကံရည်ကွဲပြားခြင်းလုံရည်ကံရည်ဆိုငါကသီလထိန်းတယ်ကျန်တဲ့လူကမထိန်းဘူးဒီလိုလုပ်ရမှာလားကိုယ်သီလကိုစင်ကြယ်အောင်ထိန်းရမယ်အများထိန်းသိမ်းနိုင်အောင်လဲအားပေးရမယ်ကူညီရမယ်စောင့်ရှောက်ရမယ်ရှင်းသလားတပါးသူပေါ်မှာပုတ်ခတ်စော်ကားစရာအကြောင်းမရှိဘူးကိုကစွမ်းစရှိတဲ့ထင်ရင်ကိုပတ်ဝန်းကျင်ကိုဆွဲဆောင်နိုင်ရမယ်သိမ့်သွင်းနိုင်ရမယ်ရှင်းသလားဒါမို့လို့ဒီနေ့ထေရဝါဒယူဝတာမက်ကြီးအသင်းကိုဝင်ထားပြီဆိုတာနဲ့အသင်းဝင်အားလုံးကရှေ့ဆောင်စံပြပုဂ္ဂိုလ်တွေရှင်းသလားမိမိတို့ကိုယ်တိုင်ကလောဘဒေါသမောဟမာမာနမကင်းရင်ဒီသာသနာအလုပ်ကိုလုပ်လို့ဘုရားရဲ့အဆုံးအမသည်လောဘဒေါသမောဟတိုးပွားကြောင်းလုပ်တာလားလောဘဒေါသမောဟကင်းစင်အောင်လုပ်တာလားအဲ့တော့သူတကာထက်ငါတို့ကလောဘဒေါသအာနေရမယ်ဆိုတာမသိကြဘူးလားဒါကြောင့်မို့တဲ့လူတယောက်ကအမျိုးမြတ်တဲ့နေရာကနေတာန်သားပေါင်းကိုဝင်လာတယ်ဒါပေမဲ့ဘုရားရဲ့ဆုံးမကိုခံယူပြီးပြီဆိုတာနဲ့သူ့အမျိုးအနွယ်အစွဲလန်းကိုပယ်လိုက်တယ်အများကျင့်တယ်လို့ပဲတူညီမျှတဲ့သီလကိုအများစောင့်ထိန်တယ်လို့ပဲတူညီမျှတဲ့သမာဓိကိုအများအားထုတ်တယ်လို့ပဲတူညီမျှတဲ့ပညာကိုအားထုတ်နေရင်ဒီလူကပါလေကိုတော်ကောင်းရှင်းသလားအဲ့ဒီမှာမှဘုရားကဆက်ပြောသွားတယ်ငါရဲ့တပည့်သားသာဝကတယောက်ဟာဉာဏ်သံဃာအဖြစ်နဲ့သူ့တပည့်သားအဖြစ်နဲ့ခံယူပြီးတဲ့အခါမှာသီလသမာဓိပညာသိက္ခာ၃ရပ်တွေဖြည့်ကျင့်ပြီးတော့ဝိတ္တဝိသရအမှုရှိသောပီတိဒုက္ခဧကဂရဆိုတဲ့ပထမဇန်ကိုဝင်စားတယ်ဟုတ်ပြီနော်သူကပထမဇန်ဝင်စားနိုင်တဲ့အခါမှာသူ့ကိုယ်သူဘဝင်မြင့်ပြီးတော့ငါလိုပထမဇန်ဝင်စားနိုင်တဲ့လူဟိုကောင်တွေလကားကောင်တွေဇန်ကိုရတဲ့ဟာတွေမဟုတ်ဘူးထင်သေးနေတယ်ဒါပြင်အဲ့ဒီဇန်သမာပတ်ရတဲ့ဇာနာပုဂ္ဂိုလ်ကြီးဟာဘာလဲဘုရုံမှာရှင်းသလားဘုရားကတဆင့်ချင်းခွဲဟောထားတဲ့ပထမဇန်ဒုတိယဇန်တတိယဇန်စရုဋ္ဌဇန်အာကာသနင်္သာယရဏဇန်အာကိစ္ဆညာယရဏဇန်နေဝသင်ညာနာသင်ညာယရဏဇန်ဆိုပြီးတော့ဇန်နေမရှိဘူးလားဇန်နေအစစ်စစ်အားထုတ်နေပြီးတော့ကိုရတဲ့ဇန်ကိုကိုမာနတက်ပြီးတော့တပါးသောပုဂ္ဂိုလ်ကိုအထင်သေးအမြင်သေးပုတ်ခတ်စော်ကားနေရင်ရှင်းသလား
ဒါအခုအားလုံးသာသနာအကျိုးဆောင်ကြမဲ့ပုဂ္ဂိုလ်တွေအတွက်အရေးကြီးမကြီးကိုနိုင်တဲ့ရှုထောင့်ကနေကိုလုံနေရမယ်တပါးသူကိုပုတ်ခတ်เสียစော်ကားเสียအထင်သေးเสียကိုမာနတွေကြီးပြီးတော့ကိုဂုံကိုဖော်နေရင်မသူတော်ပဲဆိုတာမသေးကြဘူးလားရှင်းသလားဟိသဘောပေါက်သလားဒါဖြင့်အားလုံးသည်ဘယ်သူဆုံးမတိုင်းကြိုးစားမလဲအဲ့တော့ဘုရားဆုံးမတိုင်းမှာအဓိကကြတာသီလသိက္ခာဘယ်နှရလဲအဲ့ဒီ၃ရက်အားလုံးပြည့်စုံစေကုန်သတည်းကောလင်မျိုးနယ်သူနယ်သားများအားလုံးသီလသမာဓိပညာသိက္ခာ၃ရက်နဲ့ပြည့်စုံကြပါစေကုန်သတည်းသူတို့နည်းနည်းသတိလဲလာဟမ်မရပါဘူးကြီးလုံနေတယ်ရလားမရဘူးလားဘယ်သူကိုယ်တိုင်လုပ်ရမှာလဲကျုပ်တို့ပေးတာစောင့်နေရမလားကိုယ်တိုင်လုပ်ယူရမှာလားအဲ့တခါလာဆူတောင်းပြေးတခါလာဆူတောင်းပြေးနဲ့တောင်းတိုင်းပြေးမှာလားလုပ်ယူမှရမှာလားကျင်တတ်သလားဘယ်သူမပြုသီလစောင့်မှသီလစောင့်မှမှတ်မိလားအဲ့တော့ငါတို့တကယ်အားထားမှာသီလသိက္ခာဘယ်နှရလဲဒီ၃ရက်ဖြည့်ကျင့်နိုင်မှဗုဒ္ဓဘာသာဝင်ရှင်းသလားယဟန်ဖြစ်စေလူဖြစ်စေဟုတ်ပြီနော်ယဟန်ကလည်းကျင့်ရမှာပါလေငါသာလျင်သီလဝန္တပုဂ္ဂိုလ်ဒီလိုလုပ်နေရမှာမဟုတ်ဘူးတဲ့ရှင်းသလားကိုယ်တိုင်လည်းသီလဆောင်ထိန်အများဆောင်ထိန်နိုင်အောင်လဲဆွဲဆောင်သိမ့်သွင်းကူညီအားပေးရှင်းသလားသဘောပေါက်သလားမကောင်းတဲ့တရားပေါ်မှာပဲကျင်လည်ပြီးသွားကြမလားကောင်းအောင်လုပ်ယူကြမလားတို့လူမျိုးတို့သာသနာတန်ဖိုးရှိကြောင်းပြဖို့အချိန်ဟင်တချိန်ကကဘာကြီးမှာကပ်ဘေးတွေဆိုက်လာတော့ဗမာပြည်လေးကွက်လွတ်နေတော့ဘာပြောကြလို့ဆိုအမလီဗုဒ္ဓဘာသာရှိနေလို့ဘုရားတရားသံဃာနာကိဝင်သွားတော့ဘယ်လိုလုပ်မလဲဟမ်ဝင်ခြင်းလို့ဝင်သွားတာလားအခုသာသနာကိုမလေးစားလို့လားသာသနာဆိုတာဖယားလို့လုပ်နေတာလားကိုယ်သီလသမာဓိပညာကိုပြောတာလားရှင်းသလားဗုဒ္ဓဘာသာဝင်လူဦးရေ register ထဲမှာလာဝကစည်ရင်ထဲမှာတိုးဖို့ပြောတာလားကျင့်ကြံကြဖို့ပြောတာလားသဘောပါသလားနေဇတ်တွေမှာဦးဇင်းတို့ရောက်သွားတဲ့ကအများကြီးရှိပါတယ်ရှင်ဗျာဘယ်ရွာကတော့အရင်တုန်းကဘာဘာသာခုဗုဒ္ဓဘာသာခံယူထားတာရွာလုံးကျွတ်ဝမ်းသာမလားလို့ပြောကြတာဟုတ်လားဒါဖြင့်ဆက်ပြီးတော့သူတို့ဘယ်သူလမ်းညွန်နေလဲဘူးမှရှိဘူးဒါဖြင့်အမြည်ခံနေပါကွာကြောက်လို့ဝင်လိုက်ရတာနေမှာပါဟင်ဒီလိုဗုဒ္ဓဘာသာမျိုးလဲငါတို့မလိုချင်ဘူးရှင်းလားဗုဒ္ဓဘာသာမှရင်ဗုဒ္ဓအဆုံးအမကိုမပြတ်ပို့ချပေးသူလဲရှိရမယ်ခံယူကျင့်သုံးမှုလဲရှိရပါဗျာရှင်းသလားရှင်းပါဗျာဆိုင်းဘုတ်ဆွဲဗုဒ္ဓဘာသာလုပ်မလားဗုဒ္ဓဘာသာအစ်စ်ပြအောင်လုပ်မလားဒါဖြင့်ဘယ်သူဆုံးမတိုင်းအပတ်စဉ်ဘုရားရဲ့ဆုံးမဩဝါဒကိုခံယူနိုင်အောင်ကြိုးစားပါရှင်းသလားအားလုံးသိစိတ်နဲ့ဒီနေ့ဥပုံနေတော်ပြီလောဘဒေါသဖြစ်စေမဲ့အလုံးမျိုးမလုပ်ဘူးကာယသမီးရေးစီဝါရေးဆွတ်လွတ်ပြီးတော့အဲ့ဒီနေ့မှာကုသိုလ်ဖြစ်အောင်နေမယ်ကဆုံလပြီနေ့ဟာဒီတိုင်းပြည်လုံးမလုပ်ကြမလို့ရေနသလားအမြန်ဖြန့်ခိုင်းထားတယ်ကောလင်းကနေတိုင်တယ်ပြီးတော့အခုဒီမေမျိုးပြောခဲ့ပြီအဲ့တော့ဒီမျိုးနယ်တွေကဂွေတွေကိုတတိုင်းပြည်လုံးရအောင်မြန်ဖြန့်နော်တတိုင်းပြည်လုံးပါနေလေဥပုသ်ဆောင်တဲ့နေ့ဗုဒ္ဓဘာသာဝင်တိုင်းတာဝန်ယူပြီးတော့ဥပုသ်ဆောင်ကြသမှာရှင်းသလားအဲ့ဒီနေ့မှာစမယ်2553ခရီးကိုဆက်တော့မှာနော်သာသနာနှစ်က2552ကနေ3ကိုကူးတော့မယ်52ကဆုံလာပြီနေ့မှာပြည့်မယ်ဟုတ်ပလားဘုရားပရိနိဗ္ဗာန်စံသွားတာ2553
50နှစ်ကစုံလာပြီနေမှာပြည့်ပြီ2003ခရီးကိုဟိုဘက်မှာဆက်တော့အဲ့တော့2003ခုနှစ်သည်2550နဲ့3ခုနှစ်သည်ထေရဝါဒဘာသာဝင်တို့ရဲ့နှစ်ဖြစ်ရမယ်ကျင့်သလားသာသနာတကွန်ထူကြမယ်နေ့ရှင်းသလားအားလုံးသူတော်ကောင်းတရားကျင့်ကြံထားရင်သူတော်ကောင်းတရားကျင့်ကြံသူတွေအပေါ်မှာသူယုံမာများယုံမာလို့ပိန်းကြဘက်မှာရေမတင်ဘူးဆိုတာကြာဘက်သည်နော်ရေကိုလျှော့ကြနိုင်လောက်တော့တတ္တိသူ့မှာရှိနေတယ်ဒီတိုင်းပဲမကောင်းသောမိစ္ဆာအယူဝါဒတို့မလွမ်းမိုးမစိုးမိုးနိုင်အောင်အားလုံးမှာကြာဘက်ကဲ့သို့သူတော်ကောင်းတရားကိုအားလုံးကျင့်ဆောင်ထားကြရင်သူယုံမှာလွှမ်းမိုးနိုင်ခြင်းယုံသလားရှင်းသလားဒါဖြင့်ဗုဒ္ဓပြထားတဲ့လမ်းညွန်မှုတွေမှာလမ်းကောင်းတွေရှိမရှိအဲ့တော့အဲ့ဒီလမ်းကောင်းတွေကိုတို့တွေဘာလို့မရောက်သလဲမေးရင်မလျှောက်လို့မရောက်တာလျှောက်တဲ့လူဘယ်နေရာရောက်မလဲလျှောက်တဲ့နေရာရောက်မယ်ဘယ်နေရာရောက်မလဲကဲဒါဖြင့်ခင်ဗျားတို့ဘယ်လမ်းလျှောက်ကြမလဲကောင်းတဲ့လမ်းကိုသူယုံမှာအလုပ်လုပ်မလားအဲ့တော့မိမိသားလေးအထင်ကြီးမာနကြီးပြီးသူတစ်ပါးကိုအထင်သေးခြင်းဆက်ဆုပ်ခြင်းပုတ်ခတ်ခြင်းစော်ကားခြင်းအမှုတွေမပြုကြပါနဲ့ရှင်းသလားဘသူကိုဘသူတာဝန်ယူကြမလဲတာမက်ကြီးလို့ဆိုတဲ့အတိုင်းစီလုံးကြပါညီညွတ်ကြပါကောလင်မြို့ကြီးကစံနမူနာပြုလို့ပေါ့တန်ဃာချင်းလဲညီညွတ်တကာချင်းလဲညီညွတ်အားလုံးဂိုင်းဆွဲကဏဆွဲဝါဒဆွဲရိတ်သာဆွဲကင်းပြီးတော့ရှင်းလားဒါလည်းထည့်ပြောအောင်ပါငါတို့ကမိုးကုတ်မမိုးကုတ်ဟမ်ငါတို့ကစီမစီလိုက်ကုတ်လိုက်စီလိုက်ကုတ်လိုက်ပြဿနာတက်နေတယ်ရှင်းသလားအားလုံးဘုသူတရားလဲကျင့်သလားအားလုံးတပြေးတဲ့တသွေးတဲ့တသားတဲ့ပဲဆိုတာမသိကြဘူးလားအဲ့သာသနာပြည့်နေတယ်ဆိုတာအားလုံးပြည့်နေတာတယောက်တည်းကောင်းနေတယ်မထင်နဲ့ရှင်းသလားသဘောပေါက်သလားဒါဖြင့်အားလုံးမှာတာဝန်ရှိမရှိအဲ့တော့သူယုံမှာအလုပ်လုပ်ကြမလားသူတော်ကောင်းအလုပ်လုပ်ကြမလားဒီနေ့ကစပြီးပြင်ဖို့သိမသိအစင်သင့်ဖြစ်ပြီလားဘယ်ချိန်ကစကြမလဲအစင်သင့်ဖြစ်ပြီလားဘာလို့ဖို့ပြုပြင်ဖို့ဘာလို့ဖို့အစင်သင့်ဖြစ်ပြီလားကိုမေးထားမနေ့ကပြောခဲ့တယ်ပြုပြင်မဲ့ပုဂ္ဂိုလ်ဟာပင်ပန်းမယ်ဆင်းရဲမယ်ပင်ပန်းခံနိုင်သလားဆင်းရဲခံနိုင်သလားဦးဇင်းတို့နော်သာသနာကိုအဆုံးရှုံးမခံနိုင်လို့တမျိုး3ရက်ပတ်ပြေးအဲ့တော့ဘေးကလူတွေကြည့်ဒီကိုတော့ကားပေါ်မှာတောက်လျှောက်ကားပေါ်သွားနေတယ်တချို့ကြတော့လေသူ့လိုလိုက်ချင်လိုက်တာတဲ့တနိုင်ငံလုံးရောက်တယ်လိုက်ခဲလို့ဘာဝေယဝဆမှမလုံးနိုင်အောင်ကားတင်လိုက်စီအောင်3မျိုးမကူရသေးဘူးဖျားရောရှင်းလားအမတန်ပင်ပန်းပါလေအမတန်ဆင်းရဲပါလေညီတော်မောင်တွေလည်းပြောထားတယ်မကြီးနဲ့ကွာငါတို့ပင်ပန်းလာရင်တစ်ခုလေးနှလုံးသွင်းလိုက်တို့ကကားနဲ့သွားတာဖျားကခြေကျင်လျှောက်တာဇန်တော်မသုံးဘူးရှင်းလားပင်ပန်းလာတိုင်းဒါလေးနဲ့ဖြေရတယ်နော်တို့ကကားကြီးနဲ့သွားနိုင်သေးတယ် तू ကဘာလဲခြေကျင်လျှောက်သွားတာတို့ကပလင်ပေါ်ထိုင်ဟောတာဟိုကမြေကမူပေါ်ထိုင်ဟောသွားတာရှင်းသလားသူမင်္ဂလာပလတ်စိတ်ခွက်နဲ့ဘာနဲ့ဟောနေတာဖခင်ကနောက်ချီးခဲကင်ဟောတယ်ရှင်းလားဘောမယပိန်ဒဆက်ဆိုရင်နောက်ချီးခဲလေးဟောတယ်မှာတွေ့လားဟေးဒီနောက်ချီးခဲလေးဖခင်ကင်ဟောတယ်ရှင်းတယ်နော်မြေဆိုင်တွေ့ရင်မြေဆိုင်ကဲဟောတယ်သိရွက်တွေ့ရင်သိရွက်ကင်ဟောသွားတယ်ဖခင်ကကျင့်သလားဘုရားလိုပုဂ္ဂိုလ်ကြီးတောင်ဒီလိုဟောနိုင်သေးတို့မဟောနိုင်စရာအကြောင်းဘုရားတောင်သွားနိုင်ရင်ငါတို့လည်း
သွားနိုင်ဒါနဲ့ချလာလို့ဒီမှာလဲလိန်ဖဲနဲ့အကုန်ပါလာတာရှင်းသလားတို့လို့သမီးကုသိုလ်တွေကကယ်မရတော့မှဒါဆိုတို့ကယ်နိုင်တယ်လို့ပြောတာမဟုတ်ဘူးဘယ်သူတွေကယ်ရမှာလဲဘယ်သူကိုဘယ်သူတာဝန်ယူရမှာလဲအဲ့တော့သူတို့ကောင်းလှုပ်ကြဖို့အစင်သင့်ဘယ်သူကိုဘယ်သူမေးပါလဲဘုရားကိုယုံလားဘာကြောင့်ယုံဘယ်လိုယုံတာလဲဘယ်လောက်ထိယုံလဲအဲ့ဒီမေခွန်း၃ခုကိုယ့်ဟာကိုယ်ဖြေနိုင်အောင်ကြိုးစားထားကြအချိန်လွန်နေပြီသိတော့ရှင်းသလားခုနသဗ္ဗုရိတသုတ်ကိုလည်းပြောခဲ့ပြီးပြီနော်အဲ့ဒီကနေမှဘုရားကိုယုံသလားခုမေခွန်းမှတ်မိလားအဲ့တော့ခင်ဗျားတို့ဖြေတယ်လေဘယ်လိုလဲယုံပါတယ်ဘုရားဟင်ခတ်တီတီပဲဘာကြောင့်ယုံတာလဲဟမ်လာတော့မယ်အဲ့ဒါအဲ့ဒီဖြေကိုယ့်ကိုထုတ်ကြဒါ2010မှာဟမ်2009အခုနှစ်တဝက်ကျိုးတော့မယ် modelize ဖြစ်မဲ့တရားအဲ့တော့ဟိုဘက်2006 2009တုန်းကဘုရားဆိုတာဘာလဲဗုဒ္ဓဘာသာဆိုတာဘာလဲပြောခဲ့တယ်2008 2009မှာဘုရားဘာကြောင့်ကြော့တယ်လဲဘုရားကိုဘယ်လိုကြော့တယ်လဲသင်ခဲ့ပြီးပြီအခုနောက်တစ်ဆင့်ထပ်တယ်ပါမယ်ဘုရားကိုယုံသလားဘာကြောင့်ယုံတာလဲဟုတ်ပြီနော်ဘယ်လိုယုံတယ်လဲဘယ်လောက်အထိယုံတယ်လဲလုပ်ကြည့်ကြရှင်းသလားသဘောပေါက်သလားဒီမေခွန်းနေမှတ်မိသလားနောက်များအကြောင်းညီညွတ်ရင်တရားပွဲများထပ်ပင့်လို့အကြောင်းညီညွတ်လို့ရောက်နိုင်အောင်မယ်ဆိုရင်ဒီမေခွန်းနေပြန်မေးပါမယ်ရှင်းသလားသဘောပေါက်သလားဘုရားကိုယုံသလားဘာကြောင့်ယုံတာလဲဘယ်လိုမလောက်နဲ့ဘယ်လိုယုံတာလဲဘယ်လောက်အထိယုံတာလဲရှင်းသလားနမူနာအပြင်ပြောရင်တို့ကိုယ်ွယ်နေတာယရနာဘဏ္ဍပါ၃ပါးယရနာ၃ပါးအပြင်ကိုယ်ွယ်စရာစီကတ်စရာမရှိဘူးလို့ပြောပြီးနေလည်းမကောင်းရောဘေးတင်မေးဦးမှာပဲဆိုတော့ယရနာ၃ပါးကဘေးတင်ကယရနာ၃ပါးထက်ပဲတန်ဖိုးရှိသလိုလိုဟမ်အစင်တန်မြင့်သလိုလိုရှင်းသလားစီဝါမဖြစ်တော့နတ်ကတော်မေးဦးမှာပဲဆိုနတ်ကတော်ကပဲဘုရားတရားသံဃာထက်ဘာကြောင့်ယုံလဲဘယ်လိုယုံတာလဲဘယ်လောက်ထိယုံတာလဲရှေ့ခရီးဆက်မယ်ကျင့်သလားသာသနာထေရဝါဒသာသနာယူဝတာမက်ကြီးအသင်းကြီးနဲ့အတူဖြည့်နိုင်အောင်ကြိုးစားကြကျင့်သလားသဘောပေါက်သလားကဲမေ့သွားမှဆိုလို့ဘုရားကိုယုံသလားနောက်မေးခွန်းကဘာကြောင့်ယုံတာလဲဘယ်လိုယုံတာလဲဘယ်လောက်ထိယုံတာလဲရှင်းသလားအဲ့တော့အတူကျုပ်ပြောရင်တို့ဘုရားအဆုံးအမတိုင်းကျင့်ရင်ဘာတွေကျင့်ရမလဲသီလသမာဓိပညာသီလသမာဓိပညာကျေးဇူးမသိသေးသ၍ဘုရားကျေးဇူးလည်းမသိနိုင်ဘူးသီလသမာဓိပညာကျေးဇူးမမြင်သေးသ၍ဘုရားကျေးဇူးလည်းမမြင်သေးဘူးရှင်းသလားဒါဖြင့်ဘုရားကိုဘယ်လိုကြော့ကြမလဲကျေးဇူးသိပြီးမှကြော့မယ်ဘယ်ချိန်ကျေးဇူးသိနိုင်တယ်သီလသမာဓိပညာသိက္ခာ၃ရပ်ဖြည့်ခြင်းမှကျေးဇူးကိုသိနိုင်တယ်ရှင်းသလားဒါကြောင့်မေးတာပေါ့စင်သင်ဖြစ်ပြီလားလို့ဒီမေးခွန်းနေဖြေနိုင်တဲ့နေ့မှအစင်သင်ဖြစ်တဲ့နေ့ရှင်းလားသဘောပေါက်သလားဒါဖြင့်သူယုံမှလမ်းစဉ်လိုက်ကြမလားသူတော်ကောင်းအလုပ်လုပ်ကြမလားအဲ့တော့မိမိကလုံနိုင်တိုင်းကိုထင်ကြည့်ပြီးသူတစ်ပါးကိုထင်သေးတဲ့အလုပ်သည်သူယုံမှအလုပ်မိမိနဲ့တူထမ်းမြသာရူညီမြကြင့်ကြံအားထုတ်တဲ့အလုပ်သည်ရှင်းသလားသူတော်ကောင်းများကြင့်ကြံရမှာသီလသမာဓိပညာဘယ်သူထံမှာကျင့်မှာလဲဘယ်သူကိုဘယ်သူကျင့်ရမှာလဲအဲ့တော့သာသနာတော်ကြီးပြည့်နေတာဘယ်သူကြောင့်လဲအဲ့တော့သာသနာပြုပြင်ထိမ့်သိမ်းစောင့်ရှောက်ရေးဟာဘယ်သူတာဝန်လဲတာဝန်သိသူမှာ
ကဲဘသူကိုဘသူတာဝန်ယူမလဲတာဝန်ယူတော့ခန္ဓာဘယ်နှပါးဘယ်ချိန်ကြည့်ကြည့်မြဲတာတွေ့မလားမမြဲတာတွေ့မလားကဲခန္ဓာမှန်ရင်ပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်အေးကဲသို့သစ္စာလေးချက်တစ်ပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော်မပေါ်စားသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့သူတော်ကောင်းတရားကိုမြင့်မြတ်စွာကျင့်ကြံအားထုတ်နိုင်အောင်ကြိုးစားရင်းနဲ့သာသနာနဲ့လူမျိုးကိုကယ်တင်စောင့်ရှောက်ကြပါစို့လို့တိုက်တွန်းရင်းနဲ့အစဉ်သင့်ဖြစ်ပြီလားဒေသနာဏိဂုံးချုပ်ကြစို့